တိုက်သွားတယ်မိတ်ကလေးရဲ့မင်းမိုက်တယ်ငါကပူအောင်ချင်းနေကတာကိုမမြင်ငါတဲကိုကလုတ်တိုက်သွားတယ်မိတ်ကလေးရဲ့မင်းမိုက်တယ်ကိုလူချင်းဒီမဲ့ပဲကတော့လူပါတယ်ချစ်တတ်တဲ့မိတ်ကလေးရဲ့ဆွဲလန်းကကြီးလွန်နေလူချမ်းဒီပဲကတော့မခိုင်ပါနဲ့ကျွေးပြီးကွယ်မိတ်ကလေးရဲ့ကိုယ်ကိုတနာပါကွယ်ဘူအောင်ဒီတနာရဲ့မတောက်ပါနဲ့မိတ်ကလေးရဲ့ဘူအောင်ဒီမင်းကိုချစ်တယ်အလုံးနဲ့ရင်ဆိုင်တယ်ဘူအောင်ဒီတနာရဲ့စိတ်ဆိုးပါနဲ့မိတ်ကလေးရဲ့ဘူအောင်ဒီမင်းကိုချစ်တယ်အလုံးနဲ့ရင်ဆိုင်တယ်ကောင်းမလေးကိုမทิ้งနဲ့မရဲ့ပတ်ခဲ့ဘူအောင်ဒီရဲ့တဲ့နှလုံးကိုတော့လာမစွမ်းနဲ့ကိုတရားရှိတဲ့မုန်းနဲ့ကောင်းမလေးကိုငါတီးထားတယ်ဘာလို့လဲကျွေးကျုံမင်းဘာလုပ်တာလဲအဲ့ဒါပလက်ဖြုတ်လိုက်တာလေမင်းမမြင်ဘူးလားအေးအဲ့ပလက်ကိုဘာဖြစ်လို့ဖြုတ်လိုက်တာလဲလို့မင်းနေတာနားကြီးလို့ဖြုတ်တယ်ကွာဘာဖြစ်လဲဟာမင်းကတော့တေဝရက်ပဲကွာနော်ငါတို့ဒီမှာတချင်းဖွင့်နေတယ်ဆိုတာရွာကတိန်အတွက်ကိုအလှခံနေတာဟုတ်တယ်မင်းကလေတာသနာဖြတ်ကောင်မြေမြုံမဲ့ကောင်ရောက်နေပြန်တက်အခုတတိရှင်တက်လိုက်စမ်းဟဲ့မင်းတို့တချင်းဆိုသလိုမိုက်ရင်ထွက်ခဲ့ဆိုလို့မိုက်လို့တယောက်ထက်ထွက်လာတာနားလဲလားတတိရှင်တက်လိုက်မင်းကဖေးချစ်ဒေါသကိုလာစွနေတာပဲကွာအေးမင်းလိုမရင်ကျေးတဲ့ကောင်ကိုရင်ကျေးသွားအောင်သုံးမပေးရမယ်ရောက်နေဒုက္ခပဲငါကဂျက်ကီချမ်းလည်းမဟုတ်ဘူးဒီကောင်တွေက၄ယောက်ငါက1ယောက်တည်းဖြစ်ရင်ငါပဲခံတတ်နိုင်ကွာဟန်ကိုဖို့တဲ့ခက်တီတီနဲ့ပြန်ဖြဲရမှာဟဲ့အောင်နင်းတို့ကောင်တွေရွှေကြိုးပြူရဲ့သွေးကိုရဲမရဲသိကြစမ်းကြည့်လိုက်လေမနိုင်ရင်ထွက်ပြေးဖို့ပစိုးတူတူပြင်ဝစ်ထားမယ်ဒီကောက်ရုပ်ကတကယ်လုံးမရုပ်ဟာရှေ့မှာလည်းကတ်ကြီးနဲ့အဲ့ဒီကတ်ကြီးနဲ့ကကောက်ထိုးလိုက်လို့ရတော့ငါတစ်ချက်ထဲနဲ့မตาပေါ်လောက်တယ်ဘလို့လုံးကောင်းမလဲအေးမင်းသွေးရဲမရဲသိအောင်ဖောက်ကြည့်မယ်ရောက်နေမင်းတို့သွားဖောက်ငါဒီနားလေးကနေကြည့်နေမယ်ဟဲ့ဒီကောက်ကိုရှင်ကြည့်အောင်မင်းကလုံးပါလေအဲ့တော့မင်းရင်သွားပြီးလောက်လိုက်ဟေ့မဲကောင်ကိုကြည့်လိုက်အောင်မအစွဲနှချောင်းကပြူးနေတာဒါပြန်ခိုင်းချက်ပတ်လဲသေးထိုးနေအောင်မယ်ဟဲ့မင်းမရိုင်းလိုက်လားဟမ်မင်းဘယ်ဥကပေါက်တာလဲမင်းတော့ခွဲလို့ကြွားလာဟဲ့မင်းကမသိမှာဟောတာတော့မင်းကဟောဟဲ့မင်းမင်းဒီကောင်းနေပါလားဟဲ့အလူကမနဲ့လာပြီးချိန်လာမောင်းလာနဲ့နင်ဘာတွေချိုးချွတ်နေရတာလဲဟုတ်တယ်အတော်သားဂျိုးကြွနေတာသူများအလူခံနေတော့လာပြီးတော့ပြဿနာရှာနေတာဟဲ့မင်းတို့လိုလေအလူခံမန်းတဲ့ကိုအကြောင်းပြတချင်းနဲ့အကျဲကြီးဖွင့်ငိုးယူပြီးတော့ကခုံနေတာအဲ့ဒါမှပြဿနာကွာအလူခံမန်းတဲ့မှာအခုလိုကကြခုံကြတယ်ဆိုတာကိုတက်ကျွမ်းတဲ့အမှုပညာနဲ့ဒါနပြုတ်နေတာကွာဟုတ်တယ်ပြီးတော့လူကျင်စိတ်တန်းကျင်ရှိအောင်ဖိတ်ခေါ်နေတာလေကွာဟုတ်တယ်အဲ့ဒါလူကျင်စိတ်တန်းကျင်စိတ်ရှိအောင်ဖိတ်ခေါ်တာအဲ့အတန်နေကြားတော့မှလေလူချင်းစိတ်တန်းချင်းစိတ်တွေပျောက်ပြီးတော့ရိုက်တက်ချက်စိတ်ပဲပေါက်နေတာအုပ်ချုပ်မှုသိလားနင်ဘာလို့တော့မရိုင်းနေရတာလဲအမေအေးရဲပြက်လို့ရိုင်းတာနားမခံတာလို့ရိုင်းတာမင်းဗုဒ္ဓဘာသာမဟုတ်ဘူးလားဒါကဘာသာတာတာအတွက်အလှခံနေတာမင်းနားမလဲဘူးလားဘာသာတာတာအတွက်အလှခံတာဟမ်အဲ့လိုအလှခံတာကိုဒီလိုတချင်းနဲ့နားမခံတာကိုဖွင့်ရမယ်လို့ဘယ်သူကသတ်မှတ်ထားတာလဲဟာဒါတန်နိုင်ငံတို့အခုလိုပဲဖွင့်နေကြတာလေကွာကဲတော့ပြုံးခမရတော့ခမရခေါ်သွားတော့လိမ်မာရေးကြရှိအောင်လည်းဆုံးမထားလိုက်ဟုတ်တွေ့လားနင်းကြောင့်ငါသားသမီးကိုမဆုံးမတဲ့အမေဖြစ်ရပြီဒါသွားမယ်ဒါဖြောင်းလေဖွင့်ကိုလောက်ကြလောက်ကြဟုတ်ကဲ့မင်းတို့ဖွင့်လိုက်တော့ငါနားမခံတာတော့မင်းတို့စောင်းပေါက်တဲ့အကုန်လုံးလာပြီးရိုက်ခွဲပါပြောဆွေးကြိုးပြီငါကျေးရွာအုပ်ချုပ်ရေးမှုတရားကွာဟမ်ငါရဲ့ခွင့်ပြုချက်နဲ့သူတို့တွေကိုငါဖွက်ခိုင်းတာဒါဟိုမင်းကရိုက်ခွဲအောင်မယ်ဆိုတော့မင်းအချုပ်ထဲကိုဝင်ကျင်ခွဲလေကွာကဲလာခွဲမဟုတ်ပါဘူးကျမတောင်းမှမှာလေအုပ်ချုပ်ရေးမှုရဲ့ကျမတောင်းမှမှာလေအဲ့လိုမဖြစ်စေရပါဘူးလာသွားမယ်လာဘာပိကကလုံနေရလဲဒီအလူကမနဲ့လာပြီးပြဿနာရှာရတယ်ဒီဗုဒ္ဓဘာသာမဟုတ်ဘူးလားဗုဒ္ဓဘာသာမဟုတ်လားဟဲ့ဗုဒ္ဓဘာသာအေးဘာသာသာသနာဟုတ်ပြီနားမလဲတော့ဟေးကျမလေးလာပြီဖွင့်လိုက်တာကမှာအားရပါတာဖွင့်လိုက်တာငါကပူအောင်ချင်းနေကတာကိုမမြင်ငါတဲကိုကလုတ်တိုက်သွားတယ်မိတ်ကလေးရဲ့မင်းမိုက်တယ်ကိုလူချင်းဒီမဲ့ပဲကတော့လူပါတယ်ချစ်တ
ချမ်းကြီးပင်နဲ့မင်းကတော့လူပါပဲချစ်တဲ့မင်းကလေးရဲ့ဆွေးနေကြပြီးတော့ဘာလာလောက်တာတော့ကွာအဲ့ဒီတကယ်ကိုခိုင်းပါတယ်ချွေပြီးကွယ်ချွေပြီးကွယ်မင်းရဲ့ကိုယ်တနာပြောနေတာဟဲ့ဘုရားဘာသာတော့ဘူးလားဘုရားကျန်လာရဲ့နာမတော်ပြောတာမလေးရဲ့ဒါအဖေကအလူခံနေတာကွာဘုရားကျန်လာရဲ့နာစိတ်ဆိုးပါနဲ့မင်းကလေးရဲ့ဘုရားမင်းကိုချစ်တယ်အလုံးကိုစလောက်တယ်လူလေးကိုချစ်တယ်မိုင်းကိုကိုဒီမကြောက်လားဒီတော့ဘာမှမပါဘူးဘယ်သူပိတ်တာလဲဘယ်သူပိတ်လဲဘယ်သူပိတ်တာလဲငါပိတ်တာကွာငါပိတ်တာဩဟုတ်ကြီးအတော်ပဲတနိုင်ငံလုံးလဲဒီလိုတချင်းတွေအကျယ်ကြီးဖွင့်ပြီးတော့အလှခံနေကြတာပဲဆိုနေ့လေအုပ်ကြီးပြောတယ်လေပြောပြလိုက်ဟုတ်တယ်ငါပြောခဲ့တယ်ဒါပေမဲ့ကွာဒီအချိန်ကလူတွေအိတ်နေတယ်ဆိုတာမင်းနားမလည်ဘူးလားဟုတ်တယ်ဒါဆိုလို့ရှိရင်လည်းဘယ်အချိန်ဆိုရင်တချင်းဖို့ရမယ်ဘယ်အချိန်ဆိုရင်မဖို့ရဆိုတာတခါတည်းထည့်ပြောဗောဗျာဟာဒီပဲမရှိတာကဲဒီမှာသိရမှာဗောဟဲ့မင်းစကားကိုကမပြောနဲ့ဟဲ့ဒီမှာကြည့်မင်းတို့ကြည့်တာတို့အားလုံးကမင်းကိုစွန့်ကြီးဝိုင်းလောင်းကျင်နေတာဟုတ်တယ်လားဟာလားဒါဆိုအဲ့ဒီကောင်တွေကဗုဒ္ဓဘာသာမဟုတ်ဘူးလားဘာသာတရားကိုဒီကောင်တွေမသိဘူးလားဟဲ့ဒီမှာကျုပ်ကလေတချင်းတွေဖွင့်ပြီးတော့လူတွေလူချင်းတန်းကျင်စိတ်တွေပေါ်လာအောင်နှိုးဆော်ပေးနေတာမလုံးကြပါနဲ့ကျမတော့မလုံးကြပါနဲ့ဟုတ်ပါလေဗျာရွှေရိုးရိုးအခုဆင်းဆင်းဟဲ့နေအိမ်ပြန်လိုက်တော့လာအခုအိမ်ပြန်လိုက်တော့ဒါကဘာလို့ပြန်ရမှာလဲကထိုင်အတွက်ကိုတချင်းပွင့်ပြီးတော့အလှခံပေးနေတာအဲ့ဒါကိုအမေကအိမ်ပြန်ခိုင်းတယ်ဆိုတော့အမေရောက်ဗုဒ္ဓဘာသာမဟုတ်ဘူးလားတရားကြောက်ကောင်းလိုက်တာကွာဟင်ကို့အမေကိုတော့ဗုဒ္ဓဘာသာမဟုတ်ဘူးလားလို့မေးရတဲ့အကောင်အခုဆင်းနေလားအခုဆင်းတင်ပါဗျာမင်းကတော့ငါကျိန်သာကျွေးမှရတော့မှာပဲကျောင်းသားကျိန်လို့မလားဗျာကို့အမေကိုတော့ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးလားလို့မေးရတဲ့အကောင်မင်းကိုလည်းငါမေးပါမယ်ဗုဒ္ဓဘာသာဆိုတာဘာလဲဖြေလားမဖြေနိုင်လို့ကတော့ဒီမှာဟောဒီကျိန်လုံးကမင်းအတွက်ပဲဗျာအဲ့မင်းကတပည့်တော်စမေးတဲ့မင်းကမဟုတ်ဘူးဗျာတပည့်တော်မေးရတဲ့သူတွေရှိလို့တပည့်တော်ကပြန်မေးတယ်မင်းကဗျာမင်းကပေါ့ဘယ်သူတွေကမေးတာလဲအုတ်ချုပ်ရေးမှုရယ်ဖေချင်းနဲ့အပေါင်းပါတတိုက်ရယ်ပြီးတော့တပည့်တော်အမေရယ်ပါဗျာဟာမင်းကအမေပါဆွဲထက်နေပြန်ပြီအမေကဇက်ရှုပ်ပဲကွာကဲဘလို့ပြစ်တယ်လဲငါ့ကိုရှင်းလင်းပြောပြစမ်းဒီလိုပါဗျာတပည့်တော်မနက်ကအိတ်နေပါတယ်ဖေ။အဲ့တော့မနက်အစောကြီးအလူခံမန်းတဲ့ဆိုပြီးတော့တချင်းတွေအကျယ်ကြီးဖွဲ့အော်ဟစ်ပြီးတော့မူးယူပြီးတော့ကနေပါတယ်ဖေ။တပည့်တော်ဘလို့မှအိတ်လို့မရဘူး။အဲ့ဒါနဲ့တပည့်တော်ကမနက်ကိုတော့ပြီးတော့တချင်းပိတ်ခိုင်းပါတယ်ဖေ။အဲ့ဒါသူတို့ကတပည့်တော်ဘာပြောလဲဆိုတော့ငါတို့အားတဲ့ကထိုင်အလူအတွက်ကိုတဲ့အလူခံမန်းတဲ့မှာတဲ့ကုသိုလ်ကောင်းမှုလုပ်နေရတဲ့မင်းကလာပြီးတော့တချင်းပိတ်ခိုင်းနေဆိုတော့လေမင်းရတဲ့ဗုဒ္ဓဘာသာမဟုတ်ဘူးလားတဲ့။အော်အဲ့ဒါကြောင့်မို့တပည့်တော်လည်းကောင်းပြီလို့ပြန်ပြောခဲ့ပါတယ်ဖေ။ဒါကြောင့်မို့ဒီနေ့ညမှာတပည့်တော်အခုလိုမျိုးကားမှာအပြည့်စုံဆင်ပြီးတော့အလှခံအတွက်ကိုတပည့်တော်တချင်းတဲ့အကျိဖွင့်ပြီးတော့အလှခံပါတယ်ဖေ။အဲ့ဒါကိုကျွန်တော်တို့ကတပည့်တော်ပြန်လာပြီးတော့တချင်းပြန်ပိတ်ခိုင်းပါတယ်ဖေ။ဒါကြောင့်မို့တပည့်တော်တို့ကိုပြန်မေးတာပါဖေ။ခင်ဗျားတို့ကဗုဒ္ဓဘာသာပုတ်ဘူးလားလို့အဲ့ဒါတပည့်တော်မှားလားဖေ။သဘောပေါက်ပြီငါသဘောပေါက်ပြီ။ကဲအုတ်ချုပ်ရဲမှုလုံနေတဲ့ဥပတ်ချမ်းဖေ။မင်းကိုစမေးမယ်။ဒီမှာဗုဒ္ဓဘာသာဆိုတာဘာလဲဒီမှာဗျာဗုဒ္ဓဘာသာဆိုတာတိတိကျကျမသိပါဘူးဗျာဟာကျေးရွာကိုအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးမှုတဲ့ဟင်ဒီဗုဒ္ဓဘာသာအကြောင်းလေးမှမသိဘူးလားဟင်ဟာဖေချစ်ရှင်ဘာရှင်ဘုံအရှင်ဖေအေးအဲ့လိုလို့မင်းလည်းဖြေတယ်ဘာဖြေမှလဲဖေဗုဒ္ဓဘာသာဆိုတာဘာလဲဗုဒ္ဓဘာသာဆိုတာဦးပါဖေဟိုလीဗုဒ္ဓဘာသာကိုးကွယ်တဲ့လူတွေကိုဗုဒ္ဓဘာသာလို့ခေါ်ရပါဖေရှင်းတယ်ဘာတင်မလဲဒီကငါပြောနေတာတို့ခက်တဲ့ကောင်တွေကွာကဲတော်ပြုံးဖေနင်းလည်းဖြည့်စမ်းဗုဒ္ဓမြတ်စွာကိုယုံကြည်စွာကိုးကွယ်နေတဲ့သူတွေကိုဗုဒ္ဓဘာသာလို့ခေါ်တယ်လို့ထင်ပါတယ်ဖေဟုတ်တယ်လို့နဲ့
မဟုတ်ဘူးဟမ်ဒီအသက်ဒီအရွယ်ရောက်နေဟင်ဒီဗုဒ္ဓနဲ့ပတ်သက်တာလေးကိုမှနင်မသိဘူးလားခခနနာဟင်တော်တော်ခက်တာပဲလူတွေဟာမနဲ့မိုးလင်းတာနဲ့ဖိမှုတောင်းထောင်ပြီးဖះကိုရှ िख ိုးကိုဗုဒ္ဓဘာသာလို့မှတ်ယူနေတဲ့လူကဒီစကလုံးရဲ့အဓိပ္ပာယ်လေးကိုမှမသိကြတာတော့ဖုံဖုံဝင်းနေတယ်ကွယ်ကဲမင်းတို့လည်းကိုဗုဒ္ဓဘာသာဆိုပြီးတော့ဟစ်ကျွေးနေပြီမဲ့ဒီကတန်းကြတော့ဗုဒ္ဓဘာသာဝင်မဟုတ်သေးဘူးကွဗုဒ္ဓဆိုတာတစ္ဆာလေးပါးတရားကိုသိမြင်ပြီးတော့နတ်လူပြမတရားဝါအပေါင်းတို့ကိုးကွယ်ရာအားထားရာတုလန်အတုမရှိဆရာတဆူဖျားရှင်ဖြစ်ပေတယ်ဘာသာဆိုတာအဆုံးမကွဖျားရှင်ရဲ့ဆိုဆုံးမအတိုင်းလိုက်နာကျင့်သုံးကြတဲ့သူတွေကိုဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုတယ်ကွမှန်လားပါဗျာအေးမင်းတို့လည်းပြောအောင်ကထိန်မွဲမှာကက်ဆက်ကြီးကိုအကျယ်ကြီးဖွင့်ပြီးမူယူတောက်စားပြီးမှအလူခံရမယ်လို့ဖျားရှင်ကပြညတ်ထားခဲ့လားပြညတ်ထားခဲ့ပါဘူးအေးဒါကိုတော့မင်းတို့သိထားဖို့တော့လိုတယ်တင်ပါဗျာရွှေကြိုးပြူဗျာမင်းရဲ့ရည်ရွယ်ချက်ကိုတော့ငါနားလဲပါတယ်ကွာဒါပေမဲ့မင်းလုပ်ရက်တွေကမှားနေတယ်ကွာအရွယ်တိုက်ချင်စိတ်ကများနေတယ်နောက်တစ်ခါမင်းမျက်လုံးထဲမှာအမြင်မတော်တာတွေ့ဖုံဖုံကိုလာလျှောက်ပြီးတော့သူတို့အလှခဏပုံစံမကြဘူးလို့မင်းထင်နေတယ်မဟုတ်လားနောက်လေကြာရင်အဲ့ဒီမန္တကိုမင်းကိုယ်တိုင်ဦးစီးပြီးတော့အလှခံဟုတ်ပြီလားမသိတော့ပါဘူးဗျာဒီအလူခံမန္တကြီးကပေချေရဲ့ငွေတွေနဲ့မတီးပြီးတော့မှစောက်ထားတာပါဗျာတင်ပါဗျာမှန်ပါဗျာဘာလဲဘာကြမင်းကငါမိန့်တာကိုမသိလျော်ဘူးလို့ထင်နေလားဒါဆိုရင်မင်းတို့ပရိသပင်းတွေကိုငါเจ้าမှလာမလူနဲ့မင်းတို့ကြိုက်တဲ့အမိုက်ပုံမှာသွားပြစ်လိုက်ကဲအားလုံးအိမ်မြအိတ်ကြတော့မှန်ပါဗျာကဲသွားကြတက်စင်1 2 3 Hello တက်စင်1 2 3ကျမ်းမာတော်မူကြပါသားခင်ဗျာကျွန်တော်မောင်ရွှေချိုးပြူရဲ့ဇာတိချက်ကျွေမွေးရမြေဟောဒီအေးချမ်းသာရွာလေးနဲ့ရွာသူရွာသားအပေါင်းမင်္ဂလာပေါင်းနဲ့ခံကြောင်းကြပါစေလို့နှုတ်ခွန်းဆက်တတ်လိုက်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်မောင်ရွှေချိုးပြူရဲ့အလူခံမန္တလေးဟာဖြင့်ကျွန်တော်ချစ်တဲ့ရွာသားတွေအားလုံးကျမ်းမာချမ်းသာမေတ္တာတရားတွေပွားများပေးမဲ့အလှခံမန္တလေးပဲဖြစ်ပါတယ်ခင်ဗျာမေတ္တာတရားများပွားများပေးမှာဖြစ်ပါတယ်ခင်ဗျာနားတော်တတ်ကြပါမန္တရှိတဲ့၌ရှိသောခံရည်သမားလူမိုက်အပေါင်းတို့ခံရည်တောက်တိုင်းမူနိုင်ကြပါစေပစိုးချူပြီးချောလဲကြပါစေမေတ္တာဖောင်းရပြီနော်ဟာငါမဖောင်းပါဘူးကွာညတညာလုံးအေးကြီးတွေပြတ်လို့လေညတူလေးတောင်ချောင်းကိုကြည့်ပါဦးအေးပေါ့ပညာမထက်တဲ့လူငါဘိုးလို့သွားမှုံမိတော့ပင်နာလေမင်းပြောတာမှန်တယ်နောက်တစ်ခါမှုမင်းဘိုးလို့မမှုံနဲ့ပမာလို့မှုံအေးပြီးရောဟေးမင်းယူတူတူပေါ်တော့လုံနေနဲ့နော်ငါပြောတယ်ဖောင်းနေဆိုတာမင်းငါ့ကိုရန်စတာတရားလွန်သွားပြီလို့အင်္ဂလိပ်လိုပြောတာကွာနားလေလားဟဲ့ငါဘာရန်စလို့လဲငါဟာငါမြစ်တာပို့နေရလေမင်းအဲ့လိုမြစ်တာပို့တာကွာငါ့ကိုရန်စနေရပဲလေကွာမဆရဲပါဘူးကွာငါလိုအလူခံမတ်တက်ထိုင်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်မဲ့ကောင်ကမင်းလိုထိုင်သမားလူမိုက်လူရန်ကောင်ကိုဘယ်လိုရန်စရဲမှာလဲမင်းပြောဆိုရင်ပိုဖောင်းလာပြီနော်မင်းငါလက်ဆောင်ပြီးတော့မင်းမင်းလုပ်လိုက်လေမင်းတတိရှိလုပ်လိုက်လေဟာလာအေးမင်းလုပ်ပြီးဆိုတော့ငါဆရာတော်ဘုရားခင်ဗျာဆရာတော်ဘုရားမလုပ်ပါနဲ့မော်နဲ့ဘာမှမလုပ်တော့ဘာမှမလုပ်တော့မော်စေခြင်းလားမော်စေခြင်းအလူကံကိုထက်ဟာ
လူငွေထည့်အောင်ကွာ မထဲလိုက်ပါပါရတော့ထဲပေးလိုက်ပါကွာဘင်းကလည်းထဲတယ်ပေါ့ကွာအာယုံနောက်တယ်ထဲလိုက် 900နေတယ်နေလည်းမတက်နိုင်ဘူးကွာ ရတယ်လေဆရာတော်ဘုရားခင်ဗျာဖေးချင်းကျွန်တော်ရမန္တလေးကိုရောက်လာပြီးတော့ 9000 တီတီကိုထရေအငက်ခံပြီးသရပေါက်လို့လာရောက်လူတန်းသွားပါတယ်ခင်ဗျာသာဓုပါခင်ဗျာโอเคပါခင်ဗျာကျွန်တော်မောင်ရွှေဂျိုးယူရဲ့အလူကံမန္တကလေးကနေပြီးတော့မြစ်တာများကိုဆက်လက်ပြီးတော့ပို့ပြီးသွားမှာဖြစ်ပါတယ်သောတာဆင်းကြပါခင်ဗျာအရှိယ၌ရှိသောအနန္တစัจ java လာအနန္တတတဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေကြောင်းကြခတ်သိမ်းငြိမ်းကြပါစေစင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ ကျိုးလေးအိုးตายာငိမ်ညောင်းလာတဲ့အကျိုးလေးရဲ့မြစ်တာပိုးတောင်ကြားလိုက်ရတာလေจิตတီမင်္ဂလာရှိလိုက်တာနဝင်းကိုချိုးနေတာပဲကျိုးလေးရဲ့အတန်ကိုကြားလိုက်ရလို့လေမကြည့်ပါမနေနိုင်တော့ ဘယ်လို့မနေနိုင်တာလဲ အော်ဟိုပါလေအလှလှူခြင်းနဲ့စိတ်တွေလို့တဖွာဖွာနဲ့ဥတဲ့အသေးတွေကနေပြီးလှိုက်ပြီးတက်လာလို့အခုလာလှူတာ ဟောဘာအမြန်းလဲလို့စကားကိုအဲ့လိုရှင်းရှင်းပြောလေဗျာ မကြည့်ပါရိုးသားသားပြောတဲ့ဟာကို तू ပဲစမ်းစမ်းပြပြထင်နေပြီးတော့အေးသူများရိုးသားသားပြောတာကို तू ကစမ်းစမ်းပြပြတွက်နေတယ် तू မရိုးသားတော့ဘူးဂျိုးလေးမရိုးသားတော့ဘူး ကျွန်တော်ဘာလို့မရိုးသားရလဲ ဖတ်ကြည့်ပြပေါ်လေမရိုးသားတော့မလားမမှန်ပြော ဟာတော့ဘောဘောလီလောပြောနေလည်းမသိဘူးခင်ဗျားပြောတဲ့စကားကိုကြားရလေကိုတော့တက်တည်လိုက်ရှင်တယ်သိလား ဘာလို့တက်တရားမှလဲအေးပါရှက်မနေနဲ့နှစ်ယောက်ချင်းတွေ့တော့မရိုးသားတဲ့စိတ်တရှိဖွင့်ပြောလိုက်တော့ ဩဘာတွေလျှောက်ဆွဲနေရလဲဒုက္ခပါပဲ ကြောက်ရတဲ့စကားတွေကလေစွန့်ရတာပဲတက်လာဟဲ့ဒါအလှကမန်တက်နော်အမှုစပြမဝဲခြင်းလဲဆိုရင်ကုံစုံဆိုင်ကိုသွားလေဒီလိုမလာနဲ့ဝေးလိုက်တာအမှုဆိုတာလေဒီနေ့ခေတ် Facebook ဘာသာစကားနဲ့ထူးဆန်းလိုက်တာအံ့ဩစရာကောင်းလိုက်တာလို့ပြောတာဖွာလေးရဲ့ဘာငါဘယ်လိုခေါ်လိုက်တယ်ဟုတ်ဖွာလေးလို့ခေါ်လိုက်တာလေရှင်ကြည့်လိုက်စမ်းကောင်မရှင်ကြည့်လိုက်စမ်းဒါကိုရှင်မလားအချိန်မရွေးရှင်ကြည့်လိုက်ရတယ်ရှင်စရာကိုမလို့တာအေးဖို့လေဖွာလေးအသက်အရွယ်နဲ့ဆိုရင်သမီးတို့ခက်ကိုမြှောင်လိုက်ဖို့အတွက်တော်တော်လေးလိုက်ရမှာဟုတ်တက်စီငါးလေးလိုက်ခဲ့နော်ဖွာလေးတက်လားဆက်စလူးမဆယ်ပြားစီတစ်ချမ်းပဲမှာငါ့ကိုဖွာလေးလို့နဲ့ထပ်ပြီးတော့ခေါ်ကြည့်လိုက်စမ်းဟဲ့ဒီမှာငါလောက်ပါပါမရွေးဘူးနော်ပါမရွေးဘူးကျောက်ဆယ်ဟုတ်ဖွာလေးလို့ခေါ်တော့မကြိုက်ဘူးဆိုဖွာလေးလို့မခေါ်တော့ဘူးနော်ဖွာလေးနင်ငါ့ကို ကဲတော်ကြတော့ဓမ္မခင်ဗျားတို့ရံဖြစ်ချင်တယ်ဆိုလို့ရှိရင်မန်တက်တဲ့ဝေးရမှာသွားဖြစ်ကြဒါအလှကံမန်တက်ကောင်းမှုကုသိုလ်လုပ်တဲ့နေရာနော် ကျိုးလေကသူများပဲလာပြီးတော့ပြောနေတာ ဒါပဲလားဆွဲနေတာပဲ သူလာပြီးတော့စော်ကားနေတာကြတော့မပြောသူများငိမ့်ခံမှာလားလို့စော်ကားလေးရန်စားတယ်ဘာလို့စော်ကားလေးရန်စားလဲတက်လားဟဲ့နေပါကောင်းလို့နေမှာပေါ့ငါလောကရားနေတာလည်းတော်ပဲအမလေးတော့သူ့ရက်လေးနဲ့သူများပါကိုမှီမှကြနေရပဲဟာငါကနင့်ကိုမမီဘူးပေါ့ထင်သလားထင်တယ်ပြမယ်လားတဲ့လားဟောမအဲ့ဒါပြီလား ကဲတော်ပြီနော်တော်ပြီမဖြစ်ကြတယ်လို့ပြောနေတော့ကဲမရတော့ဘူးဆရာတော်ဘုရားကိုမိုက်နဲ့တိုင်တယ်နော် ကျိုးလေအဲ့လိုတော့မတိုင်နဲ့လေအဲ့လိုမတိုင်နဲ့မဖြစ်တော့သူစော်ကားနေတာကိုမပြောဘူးလို့ဆိုနေမှာပဲသူများကိုပဲလာပြီးပြောနေတာ ကဲဓမ္မချိုးကြနေရလဲဟုတ်တယ်လေနေဘာဖြစ်လို့ဘက်ကြီးပြောလာပြီးတော့ရန်စနေရလဲ သူ့ပြောကိုရလဲဟိုမှာလေးစနိုက်ကြော်ရင်တိုင်းကြော်နေအောင်ဒီကတီးခံနေရမှာလားလို့တီးမခံနိုင်ပါဘူး နေသမောင်အဲ့စနိုက်ကျော်ဆိုတာရောနင်တို့ရဲ့ Facebook ဘာသာစကားပဲလားဟမ်ဩဘာလို့ဆွဲနေပြန်တာလဲ သူ့ပြောနေလေ ဟုတ်တယ်ဟိုကွီရလေဘောင်းနေစတိုင်နေဆိုတော့စိုးမိုက်တာပဲတိလားကွီရဘောင်းနေဆိုရင်မူရမမြောင်ဝင်နော်ဒီမှာအလူမီထိတ်ခဲ့မယ်ထောက်မှာ ဟုတ်ပြီ သွားလိုက်အောင်မယ်နော်
ဖွားလေးဟမ်သူကဘိုးအောင်တယ်သူကမမြောက်ဝင်ဒီမှာကြည့်လိုက်စမ်းမကြည့်ပြခင်တဲ့ဟဲ့စနိုက်ကြောမတွေအတိုက်ခေါ်လိုက်ရင်ပွေးချမ်းသွားတော့မယ်တိုင်ဆိုင်လာတဲ့အတိုက်ခံများကိုဖေရှားပြစ်မယ်ဘိုးမထားဘူးဘိုးအောင်တင်ထက်မိုက်တေးရန်နဲ့ကျမ်းမဲ့ကြည့်ပြခင်မမြောင်ဝင်လူပြောဆွေးလမ်းဆွေးနေစနိုက်ကြောမကိုနှိုက်ကော်ပြီးအားလုံးဆွဲစားမယ်ဘိုးအောင်တင်နဲ့မမြောင်ဝင်လူစကားဟောင်းတွေလာမရိုက်နဲ့ဘိုးအောင်တင်ထက်ကျမ်းနေသူမို့လာမစွမ်းနဲ့ကိုတရားရင်တမုတ်လောက်နဲ့တက်လို့မလာနဲ့တိုင်လာရင်ဘိုးမထားတိုင်မဲ့သိနေပါစိတ်ခေါ်ရင်တိမ်မော်ထိလိုက်မဲ့ဆွဲမျိုးပါတိုင်လာရင်ဘိုးမထားတိုင်မဲ့သိနေပါစိတ်ခေါ်ရင်တိမ်မော်ထိလိုက်မဲ့ဆွဲမျိုးပါကျိုးလေးကိုလာမကြွေနဲ့ရွှေကြိုးထိရင်စာမကြည့်ဘူးကျိုးလေးကိုလာမကြွေနဲ့ရွှေကြိုးထိရင်အစာမကြည့်ဘူးဒီမှာကြည့်လိုက်စမ်းမကြည့်ပြခင်နဲ့နော်စနိုက်ကြောမတွေအတိုက်ခေါ်လိုက်ရင်ဒုက္ခများသွားမယ်ဘိုးအောင်တင်နဲ့မမြောင်ဝင်လို့စကားဟောင်းတွေလာမရိုက်နဲ့ဘိုးအောင်တင်ထက်ကျန်နေသူမို့လာမစွမ်းနဲ့ကိုတရားရည်တမုတ်လောက်နဲ့တက်လို့မလာနဲ့တေးစံအောင်များလို့မဝေဘူးကိစ္စလို့ရမယ်မထင်နဲ့သီလားမထားအားလုံးမထားတဆုပ်ကျဲလို့ဘယ်ဘက်ကတလဲဝင်တဲ့နော်အလူရင်သက်နဲ့ဘက်ကပါဝင်လူလဲကြဖို့နိဗ္ဗာန်ကျိုးပြောပြီးတိုးတော်အပ်ပါတယ်အရှင်ယ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေကြောင်းကြခတ်သိမ်းငြိမ်းကြပါစေဦးနှမလေးလို့ကြိုက်တာ နင်တို့လက်တွေနော်ပြောချင်နော်လိုရင်ခေါ်လိုက်မယ်ခေါ်ရင်လာအောင်လို့အဲ့ဒါပြောမလို့ နင်သိမယ်နော်မတာပါနဲ့လက်တရမ်းလာလို့ခေါ်ရင်လာအောင်နော်ဟောမိုက်တယ်ကွာပြောနေအနောက်ရ၌ရှိသောအနန္တစัจ java လာကြီးတယ်ကိုဘယ်သူကပြောင်းမြန်ထည့်ထားတယ်မသိတော့ကွာမင်းစိတ်ကူရပဲကွာဘယ်သူကပြောင်းမြန်လာထည့်တာလဲမင်းမင်းငါပြောပါလေအဲ့ငါထည့်တာပါလို့ရောင်းကြပြောင်းပြတာမချနိုင်ဘူးကွာမင်းလည်းကြပါစေစင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါမအေးချမ်းဘူးဟဲ့မအေးချမ်းနိုင်ဘူးမင်းအတန်ကိုကြားတာငါရင်ထဲမှာနေလို့မီးလို့ပူနေတယ်ဒေဝရဲရဲ့အဲ့ဒီဒေဝရကိုအရှင်လက်လက်မြင်မြုပ်ပေးရမှာဟမ်အဲ့အောင်တန်လစီမင်းကပါဇက်ကြီးနဲ့မပြောနဲ့နော်အေးမင်းလုံနိုင်ရင်လက်တွေ့လုံလိုက်ပတ်စံ9ပလင်းသာပေးအဲ့ဒီဒေဝရကိုအရှင်လက်လက်မြင်မြုပ်ပြီးသားဖြစ်စေရမှာကွာဟုတ်ပြီလားပတ်စံ9ပလင်းနဲ့ဟုတ်တယ်မင်းဘလို့ရမြေမြုပ်ခံမယ်ဟာမင်းတော်တုံးတာပဲအမလူမိုက်ငါပြီးတော့အဲ့ဒါကိုပြောတာဟုတ်ပြီလားကောင်းတယ်တဲ့လားလာအဲ့ဒါစစ်ခွေးတယ်လို့ပေါ်ရဲမပါရဲ့အဲ့လိုသွားလို့မှငါထောင်ကြမှာပေါ့ဟုတ်တယ်မင်းကြံငါးကောင်ကြီးထောင်ထဲကိုရောက်အောင်ပို့မယ်ကြံဒီမှာရောက်အခုရွှေချိုးပြူဦးစီးနေတဲ့အလူကမန်းတဲ့ဘေးမှာသူ့တက်ကြီးတဲ့အလူကမန်းတဲ့ကြီးကထပ်ဆောက်သူ့တက်ကြီးတဲ့စပီကာကြီးတွေသူတို့ကြီးတဲ့လော်ကြီးတွေကိုထပ်ဖွင့်အဲ့ဒါဆိုရင်အဲ့ဒီအလူကမန်းတက်ကအလိုနေရွေ့သွားပြီပေါ့မင်းဦးစီးရပြီမင်းဆရာဖြစ်ပြီလေဟုတ်တယ်ကွာလာဒီလေအားလေအဲ့ဒါမနာညံလို့ခေါ်ရဲမိမကျင်နဲ့ဟမ်အဲ့လိုသွားလို့ဆရာတော်ကငါချိန်နဲ့ဆော်မှာပေါ့ကွာအေးလေကွာမင်းတို့ခေါင်းထဲမှာရှိတဲ့အုံနောက်တွေကလေ
ဟောဒီအမြင်လေးတော့မကြီးပါလားကွာ မကြီးကျင်တယ်မင်းအရန်တက်တယ်လားမင်းအရန်သိတယ်ဟာလားဟဲ့ခွေးလေးခုံလို့ဖုံမထားဘူးခုံရင်လဲဖုံထောင်းခုံလိုက်ခွေးလို့ခုံလိုက်မင်းပဲရက်ပြီးခုံလိုက်ဟဲ့မင်းဟိုလူခွေးဒီလူခွေးနဲ့မင်းကဘာဖြစ်လဲဟဲ့တော်မင်းတို့ဟောင်းနေနဲ့ကြိုက်နေတယ်ဆိုရင်ဝေးမှာသွားဟောင်းကြငါရှိမှလာမလို့နဲ့တင်းနေရနော်တင်းနေရအကုန်လုံးကထရိုက်ဖွဲတုတ်ပြတ်ပါလို့ပါဟောင်းနေငါဟိုငါအခုမင်းအကြံဉာဏ်ပေးမယ်အကောင်းဆုံးအကြံဉာဏ်တစ်ခုပေးမယ်မင်းတို့အကျိုးရှိရမှာကွာအဲ့ကြံဉာဏ်ပြောကြည့်ပေါ့ကွာဟုတ်ရင်တော့ဟုတ်ပေါ့အေးပြောကြည့်ဟွာရွှေကြိုးပြူကအဲ့အလူကံမန်းတက်ကြီးကိုဦးစီးပြီးတော့အလူငွေတွေကောက်ခံနေတယ်ဆိုပေမဲ့အဲ့ရရှိတဲ့အလူငွေတွေအားလုံးစည်ရင်းစစ်ကမှမင်းလေငါစီပြီပါလို့ဟောဘာလို့မှလဲအဲ့စည်ရင်းတွေကမကြိုက်ဘူးငွေတွေလိုတယ်ဘာဖြစ်တယ်ညာပြဆိုရင်မင်းတို့ရစ်လို့ရတယ်ပြဿနာရှာလို့ရတယ်ကွာဟောလိုရဲ့အုတ်ကြီးကခေါ်လိုက်ပြီးပြီပွဲကအကြီးတော့တကယ်တယ်ကောင်းလိုက်တဲ့အကြံကွာလာမဟုတ်ကောင်းနေစို့အေးရတောက်လိုက်တောက်လိုက်မင်းအကြံကောင်းနေနော်ခွေးပါဇက်ကနှစ်စကားထွက်တာဒီတစ်ခါပဲကြားဘူးတယ်ကွာရွှေကြိုးပြူမင်းနဲ့ဖေချစ်ကတော့ကြားနေစင်လေပြေမှာတွေ့ကြတာပေါ့ကွာညာဘက်ကစုံကျဲလို့ဘယ်ဘက်ကတလဲဝင်တဲ့နော်အလူရင်သက်လက်နဲ့ပါဝင်လူလဲကြဖို့နိဗ္ဗာန်ကျိုးမပြီးသိုးတော်အပ်ပါတယ်ဟာတော်မျိုးခိုင်ဘယ်လောက်လူမလဲ9000ကဲကွယ်လွန်သူကိုတို့ကြီးကိုရည်စူးပြီးတော့အလူဒါကမာကြီးတော်မျိုးခိုင်ကအလူတော်ငွေ9000တက်ပါတယ်ခင်ဗျာသာဓုပါကျေးဇူးများကြီးတင်ပါတယ်ပေးရတဲ့ပြပါစေဟုတ်ကဲ့ပါဟဲ့အောင်ချွေရုံးယူဟာရှာမနဲ့ဓာတ်တာမင်းငါတို့မှတ်မိသေးဟုတ်လားဟမ်ဟဲ့အောင်မင်းကြောင့်ငါတို့နှစ်ကောင်ထောင်ထဲဝင်ခဲ့ရအဲ့အတွက်မင်းငါတို့အကျွေးပြန်ဆက်ငါမင်းတို့ဘလို့အကျွေးဆက်ငါတို့အရက်တိုင်းမင်းတို့ဘယ်တော့လွတ်လာတာလဲဟာဒီနေ့ပဲလွတ်တာလေကွာလွတ်ချင်းမင်းကိုတွေ့ကြလို့မင်းစီကိုလာခဲ့တာပါငါတို့အရက်လိုက်တာတာမလားအရက်လိုက်မင်းတို့ကောင်းတယ်လေလှုပ်လာပြီဟဲ့အောင်နေဒါအလှကံမန်းတဲ့မင်းတို့လိုထောင်ထွက်တွေအရက်တော့ဖို့ပတ်စံရအောင်စောက်ထားတဲ့မန်းတဲ့မဟုတ်ဘူးဟာရောက်မင်းငါတို့တော့အဲ့လိုနှိမ်ကြပြီမပြောပါနဲ့ကွာမင်းအကြံပေးကောင်းလို့ဒုညီကို2ယောက်ထောင်ထဲရောက်သွားတာလေဟာဟဲ့အောင်ငါကမင်းတို့ကြီးတော်နွားကိုပြန်ပေးဆွဲဖို့ပဲအကြံဉာဏ်ပေးခဲ့တာလေပေါ်ပြီးရောက်မှငါအကြံဉာဏ်ပေးလို့လားဟောအဲ့လိုတော့မင်းကပြောမလားကွာမင်းမပြောရင်လည်းငါတို့နှကောင်လည်းအဲ့အဖွားယူအမြင်ကဲလို့လှုပ်ပလိုက်တာကွာကိုသမီးကိုစားပြီးတော့ဒီကြီးတော်နွားတော့အလကားကြောင်းမပေးနိုင်ဘူးကွာနွားကြောင်းကမပေးနိုင်လို့ဒီနွားကိုပြန်ပေးဆွဲပါလေဆိုမှဈေးလာစစ်နေမင်းစဉ်းစားကြည့်ကွာအဲ့ဒါကြောင့်လှုပ်ပလိုက်တယ်ဟေးလေအဲ့လိုလှုပ်လိုက်တော့ထောင်ထဲရောက်သွားမလားရောက်သွားလေလေထောင်ထဲမှာပြောစရာကောင်းလားပြောစီဟင်ရောက်ပြောစရာကောင်းလားမကောင်းလားမင်းသွားနေကြည့်ပါလားကွာထောင်တို့အချုပ်တို့ဆိုရင်ဒုညီကို2ယောက်4တန်းတော့မကြားကြတော့ပါဘူးဟုတ်ပါကွာကဲကြီးမနေနဲ့ဟဲ့ကောင်နေပါလိုက်တိုက်ပါကွာလှုပ်စမ်းပါကဲခေါ်သမ်းပါဟဲ့ကောင်ဟေ့အောင်ငါလိုက်လို့မရဘူးငါ့ကိုဆရာတော်ဖရာကြီးကိုယ်တိုင်ကဒီမတ်တပ်မှာထိုင်ဖို့အတွက်တာဝန်ပေးထားတာဘလို့မှလိုက်လို့မရဘူးကွာခဏလေးပါနေပါတော့မင်းလှုပ်စမ်းပါဘေးလိုက်လို့မရဘူးဆိုဒီလိုလုပ်ကွာဟိုမင်းကငါတို့အရက်ဘူးပတ်စံပေးလိုက်တောက်ပြီးငါမင်းစီပြန်လာခဲ့မယ်အဲ့တော့လုံးလိုက်ကွာလုံးလိုက်တော့နဲလို့နော်မင်းတို့ကောင်ကမပေးလို့ပြီးမဲ့ကောင်နဲ့မဟုတ်ဘူးအဲ့9000နဲ့ပေးလိုက်ဟောနေခါနေခါဘာဖြစ်ပြန်ပြီလဲနားရောတော့3000ရောဒါငါယူလိုက်မယ်ဟာမင်းကွာငါတို့ပြေးအကုန်ဆောက်မတော့နဲ့ပြဿနာထက်တက်မယ်နော်ဘလောက်ပဲတော့မင်းတို့ကွာတော့မင်းရောမင်းတို့ကလေကွာရွှေကြိုးပြူမင်းကအလှကံမန်းတက်ကိုမောင်းပိုင်စီးကျင်တာဒီလိုအကြံနဲ့ဘူးကွာဟင်ဟဲ့ဖေးချစ်မင်းပြောလိုက်တဲ့စကားကဘလို့အတိပ္ပယ်မျိုးတက်ရောက်သွားတယ်ဆိုတော့မင်းသိလားသိတာဗောမင်းပတ်စံနေခိုးနေတာကိုငါမြင်လိုက်တယ်ဆိုတဲ့အတိပ္ပယ်တက်ရောက်သွားတယ်ဒီမှာမင်းဗုဒ္ဓဘာသာမဟုတ်ဘူးလားဒီလိုကိစ္စမျိုးဆိုတာလှုပ်တင်လားမလှုပ်တင်လားမင်းနားမလဲဘူးလားဟမ်အိုကြီးခင်ဗျားဘာမှလည်းတေချာမမြင်မဲနဲ့ကျုပ်ကိုရမ်းတတ်ပြီးမဆွဆွဲနဲ့နော်ကျုပ်ဘာလုပ်တယ်လဲဆိုတော့ခင်ဗျားအစအဆုံးတေချာမြင်လားငါမြင်တယ်မင်းဒီအလူကံဖလားတွေကပတ်စံ9000ကိုယူတယ်ပိုးကောင်းနှစ်ကောင်ကို3000ပေးတယ်ကျန်တဲ့2000မင်းအိတ်ထဲကိုထည့်လိုက်တယ်ငါအစအဆုံးကိုမြင်တာကွာမင်းမြင်မလားအေး
အဲ့ဒီထောင်နန်းတွေကိုဖလားတွေကမယူခင်မှာဒီ9000တန်ငါးပတ်စံကိုဒီဖလားတွေထည့်လိုက်တာကြတော့မင်းမြင်လား မင်းတို့မြန် မမြင်ပါဘူးမတွေ့လိုက်ဘူး ဖေးကြီးဟဲ့အောင်ဖေးကြီးငါတကယ်ချင်းကြိုးပြူပြီးတော့မှန်တယ်ကွာဟဲ့ငါတို့တွေကမိုက်တယ်ဆိုပေမဲ့အလူကန်ခွက်တွေကငွေကိုယူသုံးရတဲ့အစစ်တွေတော့အောက်တန်းမကြောက်ကွာအိုကြီးကျွန်တော်တို့ပြောတာအမှန်ပါဗျာတကယ်ချင်းပြောတာလည်းအမှန်ပါ ဒီမှာကြီးတော်နောအောင်ချမ်းသာမပေးတဲ့ကောင်တွေကအလူကံဖလားကိုချမ်းသာပေးမလားပြီးတော့မင်းတို့ပြောတဲ့စကားကိုငါမင်းတို့လိုထောင်တွဲမဟုတ်တော့မယုံတတ်ဘူးရအောင် မယုံလဲနေကွာမယုံလဲနေကွာမယုံလဲမေးပါလို့ရှင်တယ်ဘာဖြစ်လဲရောက်ဘာဖြစ်လဲဟုတ်တော့မင်းလည်းကြောက်ပါမင်းလည်းကွာ ရခဏနေဦးဘာဖြစ်ချင်လဲဆိုတာပြမယ်โอเคဆရာတော်ဗျာဆရာတော်ဗျာတပည့်တော်ဖေးကြီးအလူကံမန္တကိုရောက်တဲ့ဘယ်လိုပြုပတ်နေလဲ မဖေးကြီးကိုလာကြည့်ဦးဒီမှာလာကြည့်ဦးဆရာမနေပြီဖေးကြီးနေပြီမသိဘူးဖေးကြီ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 းဟာဖေးကြီးတမ်းမစီဘူးဖေးကြီးကိုဆွဲချဦးသလားအဲ့ဒီဟုတ်လားအားကြပါဦးဘရိုဖေးကြီးကိုဆွဲချပြူတက်လိုက်ပြီပေါ်လိုက်တာကွာဟဲ့လေဟိုကောင်ဖေးချစ်ကတကယ်တမ်းတီဟောဟာလားမသိဘူးနော် တီလဲတီပါစီကွာတီလဲကောင်းတာ မင်းလိုပြောနေလေကွာဒီကောင်တကယ်တီဟောလို့ရှင်ခါထောင်ထဲရောက်သွားပါပေါ့ကွာမင်းတို့ပြောထောင်ထဲမှာအရက်မရဘူးဆို ဟာရောအဲ့ဒါဟုတ်တယ်ရောထောင်းချလို့ဖြစ်ဘူးဟိုမှာအရက်ကတိုက်တာမဟုတ်ဘူး ဟာအဲ့ဒါတော့ဟုတ်တယ်ကွာဟဲ့ဟိုငါတို့ကဒီနေ့မှထောင်ကားထွက်လာတာကွာအရက်တောင်မတော့ရသေးဘူးဟိုထောင်တော့ပြန်မသွားချင်ဘူးကွာဟဲ့ငါတို့ဘယ်လိုလုပ်ရမလဲဟဲ့လေရွာထဲကိုပြန်သွားမယ်ကွာအိုကြီးကိုတေချာရှင်းပြလိုက်မယ်အဲ့ဒါမကောင်းဘူးလား အာကွာရောမင်းကသွားပြောမနေနဲ့မင်းသွားပြောလဲအုပ်ကြီးကမင်းယုံမှာမဟုတ်ဘူး ဟာဒီကောင်ပြောတာဟုတ်တယ်ကွာဟဲ့အိုကြီးကဖေချစ်လူဟိုတူကအမှုကိုမကြည့်ကြည့်အောင်လုပ်ပါအေးဘယ်လိုလုပ်ရမလဲကွာ စစ်တာပြောလို့မယ်ပြော နေရောခါပြောမယ်အရေးကြီးတာဟိုကောင်ဖေချစ်တကယ်သိလားမသိလားဆိုတာငါတို့သိရဖို့အရေးကြီးတယ် ဟုတ်တယ်အဲ့ဒါလေအဲ့ဒါသိရ အဲ့ဒါမှငါတို့ကထွက်ပြေးရမှာလားဒီပြဿနာကိုရင်ဆိုင်ရမှာလားဆိုတော့ငါတို့စိုးဖြတ်လို့ရမှာ ဟုတ်တယ်အခုဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲကဲပြောဦးမင်း အဲ့ဒီလိုလုပ်ပါလားဟိုညားကြမှာလေရွာတွေကိုတိတ်တိတ်လေးတွားပြီးတော့မင်းမေကိုသွားမေးကြည့်ပါလားမေယူမေအောက်ကိုဆင်းခဲ့ဟိုအောက်ကိုမြန်ဆင်းခဲ့လာပြီရွှေချိုးရဲ့ဘယ်လိုလုပ်လိုက်တာလဲဘာဖြစ်လို့ဖေးချစ်ကိုလေပြီးညက်တက်ရတာလဲဟမ်ပြီးတော့အလူကံဖလားတွေကပတ်စံနေခိုးသေးတယ်ဆို မေအလှကန်ဖလားတဲ့ပတ်စံကိုဒါခိုးစရာလားအဲ့လိုပတ်စံမျိုးမပြောနဲ့အမေပတ်စံတော့ဒါခိုးဘူးလို့လားမေကလည်းအမေဘေးမှာဒါယူရဟာဘူး အေးလေဘယ်လောက်ဆိုအဲ့လိုမခိုးဘူးလို့တော့ငါယုံပါတယ် အမေပြောသလိုအဲ့ဒီကောင်လေးယုံရင်ကောင်းမယ်မေဟာအခုတော့တက်တက်ထောင်ထဲဝင်ရတော့မယ် ဟမ်နင်ကဘာဖြစ်လို့ထောင်ထဲဝင်ရမှာလဲ ဟာအမေကတော့ဖေးချစ်သေးပြီဆို အော်သိတယ်လို့မပြောပါဘူးဘာဖြစ်လို့လဲပြီးညက်တက်ရတာလဲလို့မေးတာပါအမလီမသေးဘူးဟေးဖြစ်နေတဲ့ပုံစံကတော့ချက်ချင်းသေတော့မယ်အတိုင်းပဲရွာမှာဆရာဝန်မရှိလို့ဆိုပြီးတိုက်နေဆေးုံသွားပြတာအခုချိန်ကြီးပြန်မလာသေးဘူးဟေးသမီးမစားသေးဘူးလားသမီးစားပြီးအိတ်တော့လာ အမေဒီကောင်လေးကသိယုံရတာမဟုတ်ဘူးပြဿနာကိုမကြီးကြီးအောင်လုပ်ပြီးတော့စေယုံကအပြန်ရေးတွေပါလေခေါ်ချင်းခေါ်လာမှာအမေကဒီကဘက်တော့နည်းနည်းရှောက်နေတာကောင်းမယ်ထင်တယ် ။အော်ဘယ်မှာရှောင်းနေမှာလဲအိမ်ထဲမှာပဲပုံနေလိုက်လေ အိမ်ထဲမှာပုံလို့ဘယ်လိုရမှာလဲအမေကလည်းပြီးခိုးနှကောင်ကလည်းတားနဲ့တူတူပါနေတာ ။ကဲအဲ့ဆိုလေပြီးရောတမင်းတော့စားပါဦးလား အမေတမင်းမစားတော့အမေကဟိုတောက်ဟိုပတ်စံမဲ့နည်းနည်းပါပေးလိုက်ဟိုစားတော့လေးလိုက်အောင်မယ်ဟိုစားသုံးလေးစုံလည်းအပူယူသွားလိုက်မယ်လေနောက်ရက်ကျတော့မှပဲဟိုအချင်းကြီးပြန်လာကြည့်လိုက်မယ်နေနော် ။အေးလာ โอ้ดอပြုံးခမရလူကြည့်တော့မလှုပ်တလုံးနဲ့တော်တော်ကိုလဲတယ်နော်ဆရာတော်ဥအောင်အရင်သွားလျှောက်တယ်ဟုတ်လားဆရာတော်ကမိန်လိုက်ပြီဆိုမှတော့ကျုပ်ကမကြေးလို့ရတော့မလားဗျကြေးပေးရတော့မှာပေါ့ ။အဲ့လိုလည်းမဟုတ်ပါဘူးမဝေးချစ်ရဲ့အမေတယောက်အနေနဲ့သားအတွက်လုံးတင်လောက်တိုက်တာကိုလုပ်လိုက်တာပါ ဟာ
ခမည်းသားကြောင့်သေမလို့ဖြစ်ရတာကြုတ်လေတကယ်နဲ့တောင်းမှန်ရင်ခမည်းတို့သားမြတ်ကျုပ်ကိုအရင်ဆုံးလာပြီးတော့တောင်းမှန်ထိကနေရှိဆရာတော့ပဲသွားရှောက်အထောက်သားကြောင့်မောင်ဖေချစ်သိမယ်လို့ဖြစ်ခဲ့ရတယ်ဆိုပေမဲ့အခုဖြစ်တဲ့ကိစ္စဆရာတော်ကိုလူမဲ့အလူငွေကိစ္စကြောင့်ဖြစ်တာမို့ဆရာတော်အကြောင်းစုံတည်တည်နဲ့ထင်ပြီးအရင်ဆုံးသွားရှောက်လိုက်တာပါဟာခမည်းသားပတ်စံခိုးနေတာကိုကြုတ်မျက်လုံးနဲ့တက်အပ်နေတာလေရာအဲ့ဒါကိုဆရာတော်ကကြုတ်ကြတော့မယုံခမည်းသားကြောင့်ဘာလို့ယုံနေမှန်းကိုစဉ်းစားလို့မရဘူးဒါတော့ဒီလိုရှိပါတယ်မောင်ဖေချစ်ရဲ့ဆရာတော်ကအထောက်သားလက်ထဲကိုအလူကမန်းနဲ့အပ်တယ်ဆိုတာလက်လွတ်စပယ်မဟုတ်ပါဘူးတကမတယောက်ကတစ်ထိန်အတွက်ငွေသိန်းလူတော့ဆရာတော်က1000ထပ်ဖြစ်ပြီးသူ့တကမလူရဲ့ငွေသိန်းဆိုပြီးအထောက်သားလက်ထဲကိုထည့်ခဲ့တယ်ဒါပေမဲ့ရွှေချိုးပြပိုးနေတဲ့ငွေ1000ကိုဆရာတော်ကြောင့်ထိပြန်ပေးခဲ့တာဒါကြောင့်ဆရာတော်သူ့ကိုယုံကြည်သွားတာအထောက်သားတကုံးမဟုတ်ဘူးဆိုတာဆရာတော်ယုံကြည်တယ်လို့အတော်လေးယုံကြည်တယ်အခုကိစ္စကိုလည်းဆရာတော်ပြလို့တော့သိရတာပါဆရာတော်ကပဲမောင်ဖေချစ်ကိုသွားပြီးတောင်းပန်လိုက်ပါဆိုတော့လာပြီးတောင်းပန်တာပါဆရာတော်ကိုယ်တိုင်အမှုမလုပ်ပါနဲ့ရုံရောက်ကြရောက်ဖြစ်ရင်သူ့ကြောင့်တိတ်ခါကြတယ်ဆိုလို့ကျုပ်ကကြေးပေးလိုက်တာနော်ဒါပဲဖြစ်ဖြစ်မောင်ဖေချစ်ကိုကျေးဇူးတင်ပါတယ်အုပ်ချုပ်ရေးမှုကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်ခွင့်ပြုပါအောင်ဟုတ်ပါတော့ခွင့်ပြုပါကြွားရဆိုတာတော့တိုင်းမူပဲချိန်တော့မူတရင်တို့တော့လဲမူရဆိုတာတော့တိုင်းမူပဲချိန်တော့မူအိုးတရင်တို့တော့လဲမူတစ်ခွက်တော့ထူးနှစ်ခွက်တော့မြူသုံးခွက်တော့မူဒီညံပေးပါနဲ့လားခင်ဗျအခြားကစားမှရှိနေလို့အခြားကစားမှရှိနေလို့မညံပါနဲ့လားခင်ဗျဟုတ်လေတခြားကစားမှတွေပါတယ်ရှိလားငါတို့လည်းပတ်စံပေးပြီးတောက်တော့ဘာလို့လဲတောက်လို့မရဘူးမရဘူးခင်ဗျအကိုတို့တောက်ချင်ကျွန်တော်ခန်းထဲလိုက်ပို့ပေးပါခန်းထဲတော့ပြပါမယ်ကျေးဇူးပြမညာဟုတ်လေပြောပါခန်းထဲတော့ရတယ်မလားရတယ်အဲ့ဒါခန်းထဲတော့ကဲရဒါရေးကတော့ကျွတ်ခိုင်းလေဒါရေးခန်းထဲပို့ရဆိုတာတော့တိုင်းမူပဲချိန်တော့မူတရင်တို့တော့လဲမူရဆိုတာတော့တိုင်းမူပဲချိန်တော့မူအိုးတရင်တို့တော့လဲမူတစ်ခွက်တော့ထူးနှစ်ခွက်တော့မြူသုံးခွက်တော့မူဟာဟဲ့စကားတော့ဘာမှလာလေဘာမှလာမတော့ဘူးဘာမရှုံးနေဘာပဲဟာဒီအောင်ရောက်လာပြန်ပြီဘာမင်းတော့ဘာလုပ်ပြန်ဘာလုပ်တကားလဲဘာပြောဘာဒီရညံနေခင်ဗျာကျွန်တော်ဟိုတယ်မှာရှေ့ဆက်ပြီးတော့ထားလို့မရဘူးအခြားဟိုတယ်ပြောင်းတယ်ပါလားဟာပြောင်းတယ်ပဲငါလည်းပတ်စံပေးလိုက်ရတယ်ပေးတယ်ဟုတ်ကဲ့ဘလို့မှရှေ့ဆက်ပြီးထားလို့မရတယ်ဗျရန်ဆူညံတော့အခြား customer နဲ့ကျွန်တော်တို့ကို complaint တက်လို့ပါဟာတော့အဲ့ဒါကတော့မောင်းနေတယ်ပြောကျေးဇူးပြုကိုတို့အခြားဟိုတယ်မှာပြောင်းတယ်ပါခင်ဗျာမပြောင်းနိုင်ဘူးဘာလဲဟဲ့မင်းကငါတို့ထောင်ထဲဆိုပြီးတော့နေလာလားနေရလားအဲ့ဒါကျွန်တော်မသိဘူးခင်ဗျာကျေးဇူးပြုပြောင်းတက်လိုက်ပါနောက်15မိနစ်လုံးမှာအကိုတို့ပြောင်းတယ်ဆိုကျွန်တော် yes ခေါင်းဖုန်းခေါ်ရပါလိမ့်မယ်မင်းပြေအောင်မယ်ဘာလို့မလဲငါသားနေတဲ့ဇွဲဘောတီရှူမင်းဘာလို့လာပြီလဲဘောမရှိလို့လာတယ်ဘောဘောမရှိဒီပြေဝါရရှာနားရလားရောဟမ်ငါနာမည်ကျုံးမြန်စင်ကြီးတယ်မှတ်လားဘယ်သူလဲပြန်ပြောကျုံးခံနေပါကျုံးခံဖိန်းဘာကျုံးခံဖိန်းလဲရကျုံးမြန်စင်ကြီးကွာဟမ်တကျုံးကနေပြန်လာနားလေလားတွေ့ရဟောကျုံးမြန်စင်ကြီးမယ်ကျုံးခံဖိန်းကြီးတယ်တော်ပါရဲ့ခိုင်းရမိုးလင်းလိုက်ရင်ကြည့်နေလို့ဒီကတည်းကဟုတ်တော့တယ်ကွာမင်းတို့ကပြောသားပဲမိုးလင်းနိုင်ရှိတယ်လို့ငါပြောသားပဲဒီတော့ဘာမှမသိပါဘူးမင်းရရင်ဘာခိုင်းနေဟောပါပဲလေအဲ့ဒီဘာဖြစ်လာလဲခဏလေးခဏလေးအေးတော့ညလို့ကွာဟိုမြည်ရတပူးမာလာလိုက်အဲ့ဒါပြောမြင်မြင်ဒီတရားတော့ခဏလောက်အောင်ကွာ
အခုရဲနဲ့ညီလို့ဟိုလက်ဖက်တော့ချင်းကန်တယ်လေးဝယ်လာလို့အေးမြင်မြင်ချင်းကန်တယ်လို့နော်ရအေးလိုက်ရာကြီးတော့အေးရစနေပါရေပဲခါချရမယ်ကဲလာဘာဖြစ်လဲလို့ဟဲ့ငါ့လုံးချင်တယ်ဟာပြငါအယူမဟုတ်ဘူးဟိုငါ့ထဲကိုမြန်ရှည်ရှင်းချမ်းနေလာတဲ့ရမလားဗျသဘောကောင်းတဲ့ဓာတ်တော်ပတ်တဲ့တစ်မျိုးလုံးတတ်တယ်ငါ့ဘာအောင်မှတ်နေလဲခွေးကြမယ်ဟာခွေးတယ်ဘသူကျွန်းပြန်စင်ကြီးကျွန်းပြန်စင်တည်ရဲ့ကိုရောကြည့်ရတာနဲ့လူမိုင်းဆိုတာတို့သဘောပေါက်တယ်ဟုတ်တယ်ဒါနဲ့တော့ကိုကြီးအခုကကိုကြီးကန်ကောင်းလို့ဘာဖြစ်လို့ကိုရောရိုင်းမယ်ဆိုရင်လက်မြောက်ရဲ့အချိန်မှာကျွန်တော်ရင်ရင်းပတ်ရတာဘာလို့ပြောလို့မင်းကိုကွဲပြီဟာမင်းရှင်မပတ်တယ်လားကျွန်တော်ရင်ရင်းပတ်ရတယ်ရင်ရင်းပတ်တယ်ကျေးဇူးတင်တယ်ရွေးကျေးဇူးတင်တယ်ကွာအဲ့တော့မင်းတို့ကျေးဇူးဆက်တဲ့အနေနဲ့ဒါငါအပိုင်ပဲငါမယ်လေအဲ့တော့မင်းတို့ကြိုက်တာလို့ဘာလို့ချင်လဲဘာဖြစ်လဲငါ့ကိုအကုန်ပြောငါအကုန်ကူညီမယ်ကွာ ကိုကြီးနာမည်ကကျွန်းမြန်စင်နော်ဟုတ်ရဲ့ကျွန်းမြန်စင်ဆိုကိုကြီးကတကျွန်းနေပါကြာဘူးလို့လားတကျွန်းကြာဘူးလို့ကျွန်းမြန်စင်လို့နာမည်တွင်တာပေါ့ကွာဟိုအဲ့ဆိုကိုကြီးကဘာဖြစ်လို့ဟိုထောင်ထဲမှာရှိနေလဲအခုအပြင်ရောက်နေတာဟုတ်တယ်ပြောရလူငင်းချမ်းသာနေပုံငါညီရလူသုံးယောက်ကိုတပြိုင်နဲ့တတ်လို့ဆိုပြီးတော့ငါ့ကိုတကျွန်းပို့တာဒါနဲ့ထောင်ထဲမှာနေဖို့ကံပါမလားတော့ထောင်ထဲမှာနည်းနည်းပဲနေကြရတယ်လူငင်းချမ်းသာနေခုအပြင်ရောက်လာဒါပဲအဲ့ဒါဒါပဲဒါကောင်းရပါဘူးအေးကြောကောင်းတာဟဲ့နော်ငါအကြောင်းတွေပဲမေးနေတော့မင်းတို့အကြောင်းလေးပါလေပြောလို့ကွာကျွန်တော်ကရွာမှာဆိုလို့ရှိရင်ခြေမွေးပြီးမလားလက်မွေးပြီးမလားနေရကောင်းနေအမေသီးသားဟုတ်ပါဘူးလေပဲဒါအဲ့လိုခြေနေမျိုးကနေဒီလိုဘွားကိုဘာရောက်လာလဲကိုကြီးပြောပြဖေးချကိုလာချိုးဖေးချကိုဆွဲချဦးသလားအားကြပါဦးတော့ဖေးချကိုဆွဲချပြူတလာပြီအေးမင်းတို့မတရားခံရတာကိုဘာဖြစ်လို့ဒီတိုင်းငြိမ်ခံရလဲတို့ပြန်လေလို့တွေချတယ်မြတ်ပါရောက်တော့မဟုတ်လားကိုယ်အဲ့လိုစကားလည်းမပြောနဲ့ကိုကျွန်တော်လည်းကြောက်ကြသွေးရှိတယ်သင်ရဲ့ဘော်လာတွေအဲ့လိုသွေးပြင်းနေမှာမင်းတို့စင်ဂရီပေးနိုင်တာတခုတော့ရှိဟုတ်ကဲ့နော်မင်းတို့ရောပြန်ဟုတ်ကဲ့ပြဿနာချမယ်တခုခုအရေးအကြောင်းဆိုရင်စင်ရွတ်တန်ကြောင်းပဲခေါ်လိုက်မင်းတို့အတွက်လူသက်ပေးဖို့လည်းဝင်မလဲဘူးရှင်းပါကြိုက်ပါရေဘောရေဟဲ့လေချားမယ်နော်ချားမယ်ဦးလေးဖေမင်းမဆွဲမင်းမချင်နဲ့စီးရှုပ်ပြလာဟဲ့ဟာခင်ချစ်ထွက်ခဲ့တယ်ဟဲ့ရောလေဦးလေးဒီကောင်ကြီးကြည့်ရတာတော်တော့ကိုမုန်းနေကြဗျာသိလားဟုတ်တယ်မုန်းနေကြတာတော်လူမန်းသူမန်းကိုမသိရဗျာဟုတ်တယ်ဒီအချိန်မှာဖေချစ်ရဲ့ဇာကိုပြလို့မသိတော့ဘူးဟုတ်တယ်နောက်တစ်ခေါက်ကြာမှပြမယ်ဒီကောင်လေးဟဲ့ဖေချစ်ထွက်ခဲ့တယ်မကျင်တော့စီးရှင်းမလားကွာမင်းတို့ကမျိုးအရှင်လာလာသက်မင်းအိမ်ထဲမှာရေပြုတ်လို့ကွာရေပြုတ်ပြီးတော့မလို့ပြန်ဟေးဆွဲချောသူမင်းတို့ကွာ
အစိုးရရှိသေးတယ်ပြဿနာလာရှာနေတယ်ဒီမှာမင်းတို့အရင်တစ်ခါတော့တနာလို့ငါခွင့်လွှတ်လိုက်တာဒီကဆိုရင်တော့ခွင့်လွှတ်မှာမဟုတ်ဘူးနော်ထောင်ထဲကိုငါတန်းပို့ပြင်မှာခင်ဗျားကြီးတော့ရှာပဲဗျာခင်ဗျားကြီးပါတေးရှာမရှိခင်ဗျားကကြောက်တယ်တွေ့ရမလားသူအခုဆိုရသူသွားပြီဒီကောင်တွေရဲဖမ်းတာမြန်လို့ပေါ့ကွာမဟုတ်လို့ကတော့ဒီကောင်တွေမလွယ်ဘူးသူ့ရဲ့ထော်လာကြီးကိုအမာကြီးသားနဲ့တငယ်ချင်းတွေယူမောင်းသွားလို့ဒီနေ့ဒီနေ့သာအလုပ်ပြအလုပ်ရှုပ်သွားရတဲ့နေ့နာကြီး9000ရရင်ကျင်းနေတယ်ဟုတ်ကဲ့ကျွန်မပေးပါမယ်ရှင်ကျွန်မပေးပါမယ်ဒီပြဿနာကိုဒီလောက်နဲ့ပဲပြေလည်အောင်ကူညီပေးတဲ့ဟောရဆရာကြီးနဲ့ဦးချုပ်ရင်မှုကျေးဇူးတင်ပါတယ်ရှင်ပြည်သူတွေကိုကူညီရမှာကျွန်တော်တို့တောင်းပါကြီးတဲ့မှုကိုငဲစေငဲတဲ့မှုကိုပပျောက်စေချင်ပါတယ်။မိုင်းသားရွှေရိုးသူကရွေချက်ရှိရှိနဲ့ခိုးယူသွားခဲ့တယ်ဆိုရင်တော့တမျိုးပေါ့။ကျမသားမအဲ့လိုစာရိတ္တမျိုးမရှိပါဘူးရှင်။ကျမအာမခံပါတယ်။သူကအမှုလွန်သွားပြီဆိုရင်လှုပ်ချင်ရှောက်လို့တော့တာ။အမှုပြေသွားရင်လည်းသူဘာလုပ်ခဲ့တယ်ဆိုတာမမှတ်မိတော့ဘူးရှင်။အဲ့လိုလူမျိုးတွေကျွန်တော်အများကြီးတွေ့ပြီပါတယ်။မိုင်းသားကိုနောက်တစ်ခါဒီလိုအလွန်အကျွံမတောင်းမိအောင်ဆုံးမပါဗျာ။ဒီထက်ပိုဆိုးတဲ့အမှုတွေကျူးလွန်ပြီးသွားရင်တော့ကောင်းဘူး။ဟုတ်ကဲ့ကျမဆုံးမပါမယ်။ရဲဘော်ရွှေချိုးဘူးနဲ့သူ့တကယ်ချင်းတရားကိုအချုပ်ပြထုတ်ပေးလိုက်မှုကြီးအကြောင်းလေးကိုတော့ဒီမှတ်တမ်းထဲမှာဟုတ်ကဲ့ဘယ်မှာစင်ပေါ်မှာတော့မှာလေပေါ်မှာတော့မှာနော်လူကညစ်နေတာဒီနေ့ကအမူးကင်မှာအပေါ်မှာတော့ပြီးရင်ပြန်ဆင်းနိုင်မှာမဟုတ်လားဟာလေကွာမနေ့ဆိုလိုစီအိမ်ရှိမှာဟိုကောင်လာဖျဲသွားကြရဲ့ကွာလူကအစာကြီးတာမဟုတ်ဘူးဟာမင်းငိန်ခံနေရလားပြန်ဖျဲရမှာပေါ့အဲ့ဒါပဲဟာပြန်မဖျဲရနေမလားကွာဖေးချစ်ပဲကပြန်ဖျဲတာပေါ့ကြောင်နဲ့ထေထေဟိုချောင်းအဲ့ဒီကောင်ငါတုံစင်းမို့လို့ဓားလိုက်ရှာနေတာဓားရှာမတွေ့ခင်ရဲလာဖမ်းသွားဒီကောင်တက်တာသွားတာဟာအဲ့တော့မလုံးနဲ့လေကွာဒီမှာလူလိမ်မှာအပြစ်မထွက်ရဘူးတဲ့ဇာကပုံရှိတယ်ဟဲ့ငါလိုလူကြီးလူကောင်းလူလိမ်မှာပညာရှိမှလေဒေါသဆိုတာရှိရပဲကွာငါအဲ့ဒေါသထွက်လာပြီဆိုရင်ထွက်လာတဲ့အတိုင်းကိုလောက်ရမှကျင်းနေတာဒီကောင်အချုပ်ကပြန်ထွက်လာတဲ့နေရာတော့သေနေစီတဲ့နေပဲကြီးဟာအဲ့တော့လုံးစရာမလိုဘူးလေကွာမင်းကငါဟိုတခါပြောဘူးတယ်မလားဒီမှာလူမိုက်ငါပြီးတော့လေလှုပ်လို့ရတယ်ကွာအဲ့လိုလှုပ်တော့ငါလည်းအမှုပတ်မှာပဲဗောကွာဟာမင်းကိုယ်တိုင်တက်တော့ထောင်ကြမှာပဲလေအဲ့ဒါကြောင့်မလို့ငါစဉ်းစားနေတာဗောကွာဖေချစ်ဆိုတဲ့ကောင်ထောင်ကြမယ့်ကိစ္စဆိုရင်အိမ်အောင်မှကြားကျင်တာမဟုတ်ဘူးဟုတ်ပါပြီကိုဖေချစ်ရဲ့နော်ထရေကိုပဲကိုအောင်တော့ပါစကားကိုကိုအောင်မပြောစမ်းပါနဲ့ဒါပြန်ပြီနောက်တစ်ကောင်မနေ့ကသူ့မိလင်လာဖျဲတော့ပြန်အမိတော်မမြင်အောင်ထရေတောက်ချင်ကြအချင်းကိုမှန်းနေတာပဲဟဲ့မင်းထရေကိုအလကားတောက်မှာမဟုတ်ဘူးငါတောက်မဲ့ထေနဲ့တန်ဖိုးညီတဲ့သတင်းတစ်ခုငါမှပါလာတယ်ဘာသတင်းလဲဒီလိုကွာရွာစည်းကမ်းမှာထိုင်မဲ့ဆရာဝန်မနဲ့အုပ်ကြီးနဲ့စကားပြောတော့မနေ့ကငါတွေ့ရတယ်ငါအဖူတွေပါကွာထရေတောက်ကောင်းရှောက်ပြောနေရွာစည်းကမ်းမှာထိုင်တဲ့ဆရာဝန်မကြီးငါဘာသွားလို့ရမှာတော့ဟဲ့ဆရာဝန်မကြီးမဟုတ်ဆရာဝန်မလေးဆရာဝန်မလေးလှချက်ကွာချောချက်ရက်စပါဟဲ့ကဲဆိုတဲ့စာပါလားဝဲကြောဟမ်မင်းပြောတဲ့ဆရာဝန်မလေးကလေနတ်သမီးလောက်လှနေလို့လားနတ်သမီးနဲ့တော့မရှင်နဲ့ပေါ့ကွာဒါပေမဲ့တော်ကိုလှတာနော်မင်းကလည်းငါပြောတဲ့စကားကိုလေမင်းအဲ့ဆရာမလေးကိုတွေ့လိုက်တာနဲ့လွန်တယ်လို့မထင်ဘူးလိုတယ်လို့ထင်အောင်မယ်မင်းကလည်းရရဆက်ဆက်လှတာရရဆက်ဆက်လှဟုတ်တယ်တော်လှတော်ကိုလှတာဘလူလှဘလောက်ထိလှလဲငါသိချာရှင်းလို့ဟဲ့အောင်သူ့ရဲ့အလှကိုငါစာဖွဲ့ရင်တော့မှီမှာမဟုတ်ဘူးသိချင်မင်းကိုယ်တိုင်သွားကြည့်မင်းသိလိမ့်မယ်ရှယ်အေးဟုတ်ရင်ဟုတ်ပေါ့ကွာမဟုတ်ရင်တော့မင်းခေါင်းပြုတ်ဖို့လာပြင်ထားကကြောက်ကားလေးရောက်နေအေးလီဘယ်လိုလဲအော်အဲ့ဒါကြောင့်မင်းကိုပြောနေရလေဘယ်လိုဒီထဲကိုရောက်နေရလဲမသိဘူးလို့ဟာဟုတ်ကောကြောက်တယ်ရောက်ရပါအမလေးတာတာပါဘာလို့တာတာပါ
ကဲကဝေးနေလဲလေးတော့ သူညလုံးနေနဲ့နော်ညလုံးလေးဖူးဖူးတရားကြည့်အောင်ပဲရောက်နေရတယ်လို့ ဘာလို့ဘယ်လိုပဲဒီတဲ့ပြောလာလဲတော့ရအောင် အေးငါလည်းမသိဘူးငါလည်းကိုစင်းကြီးအိမ်မက်လို့အိတ်နေတာအခုငါလုံးဝချင်တော့အချုပ်ခန်းဖြစ်နေ ဟုတ်လေဒီတရားမနေဘူးလုံးဝဘယ်လိုလုပ်လဲဒီတရားမနေဘူးပြန်တော့မလုပ်ဘူး မနေနေတာတွေပြန်ထွက်ချင်တာကြာခဏထားလိုက်အောင်နော်အခုဒီထဲကိုဘာရောက်လာလဲဆိုတာကိုသိအောင်အရင်လုံးရမယ် မင်းတို့ဒီချုပ်ခန်းထဲရောက်လာတဲ့ပြဿနာတော့အဲ့ဒါပဲအခုတော့အားလုံးပြေလည်သွားပြီရှင်းတယ်နော် ရှင်းပါတယ်စကားဝေးခင်ဗျာရှင်းပါတယ်ဟိုဒါဆိုဟိုကျွန်တော်ရဲ့အမေကရွာပြန်သွားပြီပေါ့နော် မင်းတို့ကိုနိုးလို့မရလို့မနဲ့ထဲကပြန်သွားတာပြီးတော့ငါ့ကိုလည်းမှားသွားတယ်ရွာမှာမင်းတို့နဲ့ဖေချီဖြစ်ထားတဲ့ပြဿနာအားလုံးပြေလည်သွားပြီတဲ့ရွာကိုပဲတက်ပြန်ခဲ့ပါလို့ပြောသွားတယ် စိတ်ချပါစိတ်ချပါကျွန်တော်တို့လည်းလေဟိုရွာဝဲပြန်ပါခင်ဗျာဟိုရွာလဲလို့ရှိရင်တခြားလည်းသွားပြန်မြန်မှမရှိပါဘူးဟုတ်ကဲ့စိတ်ချပါကျွန်တော်ခွင့်ပြုပါအောင်နော် ဟေးကောင်းပြီနောက်တစ်ခါဒါမျိုးထပ်မဖြစ်စေနဲ့ပေါ့ကွာနောက်တစ်ခါဒါမျိုးထပ်ဖြစ်ရင်ရှင်းလို့လည်းမှာမဟုတ်ဘူး ဟာစိတ်ချပါခင်ဗျာနောက်တစ်ခါမဖြစ်စေရတော့ပါခင်ဗျာ စိတ်ကကြမှုပြမယ်ဆိုလဲခဏထိုင်ဆောင်ထဲမှာလူနာရှိသေးတယ်ထိုင်လေ ထိုင်လို့ဝါမင်းနောက်မှလည်း ထိုင်ဖို့ရေးတယ် မလို့ငါကြီးစမ်း တိရလူနာကိုစိတ်သစ္စာပြလိုက်နော်ဟုတ်အခုတော့စိတ်ကပြမလို့လားရှင်စိတ်ကလာပြလာလားဟဲ့ဖေဖေလိုက်တော့ပြောနဲ့ နေရတယ်ဗျာလန့်လိုက်တာအတန်ဆုံးနဲ့ အော်မတင်းကိုဆရာမလေးကမင်းနေလေစိတ်ကလာပြလာလားတဲ့ဖြေလိုက်လေ သိကန်းလာဗျာမဟုတ်ဘူးလာကြည့်ရ ဘာလာကြည့်ရ မဟုတ်ဘူးလေဟိုသိကန်းလာကြည့်ရ အမစိတ်ကလာကြည့်အောင်ညဆရာဝင်ဟွန်းဟဲ့ဖေချစ်ဒါနင်တို့ဘရုပ်ကြပြီးပြဿနာရှာရမယ့်နေရာမဟုတ်ဘူးနော် ဟာခမရလေဗျာကျုပ်ကမြပြဿနာကောင်အောင်းမိတ်နေတာဒီမှာစေးကမ်းမှာဆီယာမလေးအစ်စ်ရောက်တယ်ဆိုလို့ဟိုဘာအကူညီများလိုလဲဘာအကူညီပေးရမလဲဆိုပြီးတော့ကိုဖေချစ်ကလာကြည့် ဖေချစ်ရဲ့ငါတို့စိတ်ကမှလေနေကူညီမလို့ဘူးကြွားနော်စိတ်ကမပြောက်ဆိုရင်သွားတော့ ဒါမျိုးခံခမရလေရုပ်ဆိုးသလားအပေါက်ကလေတော်တော်ဆိုးတယ် ဟုတ်ပြီသူ ဆီယာမလေးဟိုအကူညီလိုလို့ရှိရင်ကိုဖေချစ်ကိုအချိန်မေးတောင်းနော် အမလေးမလို့ဘူးစိတ်ကမပြောက်ဆိုကြွားပါပို့တော့ရဲ့ကြွားပါ သွားရမယ်နော် လာပါကိုဘေးရှိရဲ့နော်ကြွပါနော် သွားပါအမလေးဟဲ့သွားကြမလေးနင်တို့ကြောက်နေကြပါတော့အမလေးကွာခုမှပဲအသက်ရှူချောင်းသွားတော့တယ်ဟော ဒီကားစီးရတာတော့မစူးဘူးကွာနော်မတော့ဘဲနဲ့တော့မူးသွားတယ်ဟောမင်းရတယ်ကွာကားစီးပြီးမူးတာတော့မမိုက်ပါဘူးကွာအရင်မရအဖတ်မရမူးတယ်ဆိုတော့ဒါမျိုးခေါ်တာမှတ်လား ပြောလေ မလေးဟောလန့်တာ မမပူတယ်ရွာကိစ္စလေးအားလုံးပြီးသွားပြီးဝမ်းသာလိုက်တော့ကျိုးလေးမမလေးအရင်လေးစိတ်ပူတယ်လို့ငါအဲ့လိုတော့မပြောသေးလား သိတယ်ရွာကိစ္စတွေအကုန်လုံးငြိမ်းသွားပြီဆိုတာဒီလိုပြန်လာတာနော်ကဲခင်ဗျားတို့အဆင်ပြေပြီဆိုကျုပ်တို့သွားတော့မယ်နောက်လည်းအခက်အခဲရှိကျုပ်ကောင်တာပြီးလမ်းကြောင်းစီးပေါ့ဗျာဟုတ်ကဲ့ မဟုတ်ဘူးချက်ဘာဂျိုးလေးရလေဒီကမျိုးစီးစရာလား ခုလည်းစီးလာတာပဲလေအမရဲ့အမကစီးကျင်လို့လား ဟုတ်ပါကြည်စမ်းစကားပြောတာကြည့်ပြောတော့နင်ကိုယ်တိုင်လူနာဖြစ်နေဒီကားပေါ်မှာပြန်မစီးသွားခြင်းသွားလိုက်တော့ ရွေးကုန်ဟုတ်ကဲ့ ချိုးလေးကြည့်မောင်ဒီလူကားမျိုးဘာဖြစ်လို့တားစီးလာတာလဲ ဩပတ်စံတပြားမှမရှိတော့ဘူးလေအဲ့တော့ရရကားကိုတာပြီးစီးလာရတာ မ ပေါ့ လေးပတ်စံမရှိတာများဒီတော့ဘူးခလိုက်ရတော့ဒီလာခဲ့မှာဘာလို့ဟေးဟဲ့ကမစဆူမဘာဖြစ်လို့ဂျားထဲဝင်တာလဲနင်ကလေအတင်းမဲကိုကိုစနိုက်ကြော်ကျွေးမလို့လေဟဲ့စနိုက်ကြော်ကျွေးဒီမှာမကျွေးနဲ့ဟိုဘက်မှာသွားကျွေးသွားဟိုဘက်ကျွေးမနာဘူးဟဲ့နင် ဒီမှာလမ်းလေကောင်းကြီးမှာဘာဖြစ်လို့တတ်နေကြတာလဲကျုပ်သိကျင်လာပြီတော့ စိတ်မညစ်ပါနဲ့ကိုရဲ့ခေးမလေးကိုကိုရုပ်ရည်ဖမ်းသွားရဲဆိုရနေတဲ့အသေးတွေကွယ်စိတ်တွေပူပြီးတော့နေတဲ့ငုံနေကြရတာကိုရဲ့တက်လားတက်မလားနဲ့ခဏမမင်းနဲ့ငါနဲ့ကိုတက်ချင်နေတာသိလားကဲပါဂျိုးလေးရဖိချတို့နဲ့ဘာဖြစ်ကြတာလဲကွာလာဆိုင်ထဲမှာဘာပြောမအေးတိုက်မလားလို့ဟဲ့မ
ပါဘူးဟိုကွဟိုခဲလည်းနောက်ထောင်နေတာဗောခုလည်းပြောမကြည့်ရအောင်ပြော တုံးခါပဲကွာဒီတယောက်ကျောင်းဆက်နိုင်ပြိုင်နေရပြီမင်းဘသူဦးစားပေးမှလဲပြော ငါဘယ်လိုသိမှလဲကွာမင်းကလည်း မင်းမသိရင်ငါသိအောင်ဆုံးဖြတ်ပေးရမလား အေးလို့ကွာ အဲ့တော့ငါဆုံးဖြတ်အောင်မေးလိုက်ခံ အေးခါနေပြီ မကြီးဗျာ ဘာလဲ ခင်ဗျာအနောက်ကို3လမ်းစုပ်လိုက် ဘာဖြစ်လို့ဆုံးအောင်ပါလဲ လိုက်ပါကျွန်တော်စကားကိုခင်ဗျာနားမထောင်လား အော်အေးနားထောင်ပြီသုံးလမ်းနော် 3လမ်းစုပ်ပြီ ဟုတ်ပြီ ညီ ဟုတ်ပြီဟဲ့နင်လည်း3လမ်းစုပ်လိုက် အော်အေး စုပ်ဟုတ်ပြီ ဟဲ့သုံးလမ်းစုပ်ပြီးလို့ရှင်ငါတို့ဘာလုပ်ရမှာလဲလို့ ဩဘာလို့အောင်လဲဆိုတော့ဗျာကျွန်တော်က1 2 3អော်လိုက်မယ်អော်လိုက်တယ်နဲ့ခင်ဗျားတို့နှစ်ယောက်ဒီကောင်အပြိုင်ပြေးနှမ်းမယ်ဗျာ ဟုတ်တယ်ဟုတ်တယ် ဟုတ်တယ်လေ နားမရိုးဟိုပထမဆုံးနမ်းမိတဲ့လူကိုဒီကောင်ကတက်တက်လုံးဦးစားပေးမယ်ဗျာ ဟာဒါမျိုးကြီးကိုစောင့်နေတော့မကြည့်ပါတော့ဒါမျိုးကြီးကိုစောင့်နေ ကိုတိလာတိလာဟေးဟဲ့မခေါ်နဲ့ကွာမင်းနိုင်ကြီးကိုကြောက်ပြီးထွက်မလာပဲနေဦးမယ် ကဲကွာခေါ်တဲ့ကိစ္စအစားစကားများနေမင်းတို့လည်းခေါ်သက်မှာဘာလို့ တိလာဟေး 哦，对他们是有些，这嘛谁敢给啥嘞？孙女家去了，而且有没考干来了？把给啥去了嘞？还把骗了嘞？ဟာလေဒီနေရာလေးလေဒီနေရာလေးထိတော့လို့ 哎，这样啥骗的嘞？သူ့မင်းနေကိုထိပါလားကျမလေးကိုဖေးချစ်ကိုကဲပေါင်းစင်ပါလေကိုဖေးချစ်ရေမထက်အောင်းအောင်နေလို့ဒါဆိုရင်တော့သေကန်နီးတာပဲဖြစ်ရမယ်အေးကောင်မင်းနဲ့မဆိုင်မင်းမပိုင်စင်မလေးကဲပေါင်းစင်မလေးရေကဲပေါင်းဖေးစမ်းငါရောက်တာစင်မလေးကျွန်တော်ကတကယ်ထိသွားတာကျွန်တော်အရင်တမ်းပေးပါနော်စင်မလေးနော်ကိုဖေးချစ်ကပို့စိုးနေရတယ်စင်မလေးဘယ်လိုဖြစ်နေရလဲဖေးစမ်းပါဒီမှာစင်မလေးကျွန်တော်အရင်စမ်းပါနော်ကျွန်တော်တကယ်ထိတာရေဘက်တွေကိုတောင်းနေရတယ်တအားစိုးနေရတာစင်မလေးကဲပေါင်းစင်မလေးကဲပေါင်း ဘလို့ဖြစ်နေကြလဲဒါစရင်မဟုတ်ဘူးနော်ကျမသိခံနေလို့အကောင်းမှန်မနေနဲ့ ဟုတ်တာပဲကွာမင်းတို့ကလေဆရာမလေးကိုနေပါအားနာဖို့ကောင်းပါလေအိမ်နေမရှိတိတ်ခါမရှိနဲ့ကွာ မဟုတ်ပါဘူးဦးကြီးရဟိုကျွန်တော်တို့ကကျမ်းမာရေးချောင်းမလို့ပါလူတယောက်မှကျမ်းမာရေးအရေးကြီးဆုံးလေတကယ်ကိုအရေးကြီးနေလို့ဆရာမလေးကိုပြန်ပြန်ဆန်းပေးပါလို့ကျွန်တော်ကပြောတာကိုဖေးစစ်ကပူဆိုးရင်ရတယ်ဆရာမလေးရဲ့ဟဲ့ ကဲရှင်တို့တကယ်ယောဂဖြစ်နေတယ်ဆိုရင်လည်းနောက်နေ့မှလာတော့အခုတော့အုတ်ကြီးနဲ့ကျမဆွေးနွေးစရာရှိသေးတယ် ဟေးကောင်လေဆရာမလေးကပြောပြီပဲမင်းတို့နောက်နေ့မှလာတဲ့ကဲပြန်ကြတော့ငါဆရာမလေးနဲ့ဆွေးနွေးကြရှိတယ်ကွာ ဦးကြီးရတယ်ဗျာကျွန်တော်တကယ်ဖြစ်နေတာဗျာကဲတော့သမကွာတော့ဆွေးနွေးစရာရှိတယ်သွားမယ်လားမင်းငါ့မထိနဲ့ဟဲ့အောင်မင်းကိုထိစင်လို့ထိတာမဟုတ်ဘူးကြံခဲ့မှဆိုလို့ထိနေတာနားလဲလားလာ နင်တစ်ခါပြဿနာရှာလာတယ်ငါတစ်ခါသွေးတို့ရတယ်ဘယ်ချက်သွေးဆောင်လို့ပြီးသိမလဲမသိဘူး မင်းမတွေးလို့ရှိတယ်ဟာဝမ်းသာလိုက်တာအမေရဲ့ ဟာ မဟုတ်ပါဘူးအမေမှာတွေးလို့ရှိလို့ရှိရင်စိတ်ကလေးပါလေးပြကြည့်ပါလားလို့ ဘယ်စိတ်ကပြရမှာလဲ ရောစိတ်ကပေါ့အမေရဲ့ ဟိုရွာစိတ်ကမထိုင်တဲ့ဆရာကပြောင်းသွားပြီလေငါဘသူ့ကိုပြရမှာလဲ မင်းကလည်းခက်တော့ကြလိုက်တာသားတို့ရွာနဲ့ထွက်ပြေးနေတဲ့အချိန်မှာလေရွာစိတ်ကကိုဆရာဝန်မအတိကလေးရောက်နေပြီအမေတို့တော်လေးတော့မသိဘူးလား ဩ तू က तू ရောက်ရောက်ပေါ့ငါအခုသွေးမှမတူတာဘာလို့ပြရမှာလဲ မဟုတ်ဘူးလေအမေရဲ့တော်တော်ဆရာသွေးမတိုးသေးဘူးဆိုလို့ရှင်တော့မှစိတ်ကမှသွေးပေါင်လေးပါလေသွားချိန်ကြည့်ပါလား ရွှေကြိုးပြူနင်ငါ့ကိုဘာလို့စိတ်ကအတင်းပြခိုင်းနေရတာလဲ ဆရာဝန်မလေးကချောလို့ ဘာ ဟုတ်တယ်အမေရှောင်းမလေးတော်တော်ချိုးတာသိလား အေးဆရာမလေးချောတယ်ဆိုပြီးမယိုးမသားတော့မလုပ်နဲ့နော်ဒီတစ်ခါပြဿနာဖြစ်တော့နင်ကနေခံထောင်နေတာနေလိုက်တော့ ဟုတ် ဟဲ့အောက်သွေးပဲတော့မလို့တော့ စိတ်က အော်သွားဘယ်တော့ဆုံးမတော့မစိတ်ကတော့အောင်ပါလေ ဖေချစ်ကွာဟာဒီကောင်ဆီယာမာလေးကိုဖွန်းလာကြောင်တာပဲဖြစ်ရမယ်ရောက် အေးဟုတ်တယ်ရောက်မင်းဘက်ကလက်ဦးမှုရယူထားမှဖြစ်မှာနော် ဟာမင်းကဘာလုပ်တာလဲဖြတ်တိုက်လိုက်တာလေမင်းမြင်ဘူးလားဟာမင်းရင်းလာပြီလားကွာရှင်းတယ်မင်းကငါ့ကိုကိုတီးတဲ့ကိုလုပ်တယ်ငါအသားကိုငါအထိမခံဘူးနော်ဟဲ့မင်းကမင်းအသားကိုအထိမခံဟလားဟုတ်တယ်တေးကြလားအေးတေးကြရင်ထိတယ်ကွာကဲမင်းလွန်လာပြီနော်ငါတစ်ခါနှစ်ခါပဲသိခံမယ်နော်မင်းတစ်ခါနှစ်ခါအေးထိတယ်ကွာဟဲ့မင်းမရိုင်းလာပြီနော်ဟဲ့
ငါနှစ်ခါသုံးခါထက်ပိုပြီးတော့သီးမခံဘူးနော်ငါတကယ်ပြောနေတာမင်းနှစ်ခါသုံးခါအေးအေးလေကွာဟဲ့ငါ3-4-5ခါပဲသီးခံမယ်နော်မင်းလွန်လာပြီမင်း3-4-5ခါအေးဟဲ့ကွာမင်းဘာလို့တာမောပါမင်းတာဖောင်းငါလုံးပြီးတော့မယ်နော်ငါလုံးပြီးတော့မယ်နော်မင်းကငါ့ကိုလုံးပြီးတော့မယ်အေးလုံးပြီးတော့မင်းခုမနဲ့လိုက်နည်းနည်းလေးကိုဘာလို့ဟဲ့ဘာရိုင်းလဲကွာမင်းကဟဲ့တိုးတယ်ဟဲ့လားငါဘာဖြစ်သွားလဲကြီးငါဘာဖြစ်သွားလဲမင်းမြကွေးညိုသွားပြီလေမင်းမျက်လုံးဖူးပြီးတော့ရောင်ကိုင်းနေပြီကောင်းလိုက်တာကွာကောင်းလိုက်တာအဲ့လေငါ့ကိုတွဲပါကွာဟုတ်လားလမ်းတော့မရှောင်နိုင်တော့ဘူးလားငါ့ကိုတွဲပါကွာအဲ့ဒါဖေးချစ်လက်တီးကွာဖေးချစ်လက်တီးဒါပဲဖေးချစ်ကွာဖေးချစ်ငါ့ကိုရန်လာဆောက်လို့ရမယ်မင်းထိုးတာကိုအဲ့ကောင်ဘာဖြစ်လို့ပြန်မထိုးတာလဲငါကြောက်လို့ပေါ့ကြောက်ရလေငါလက်သိပြီးတော့ပြင်းနေမင်းတွေ့ရမယ်ဖေးချစ်ရွှေချိုးပြူကမင်းတော့မကြောက်တော့ဘူးနော်မင်းထိုးတာကိုအတလို့ငြိမ်ခံသွားတယ်ဆိုတာဒီကောင်မှအကြံစီတစ်ခုခုတော့ရှိလိုက်မယ်နဲ့တူတယ်ငါကဘူအောင်တဲ့မင်းကတာကမမြင်ငါသေးကိုကလုတ်တိုက်သွားတယ်မိတ်ကလေးရဲ့မင်းမိုက်တယ်ကိုလူချမ်းဒီမဲ့ဘဲကတော့နှူပါတယ်ချစ်တတ်တဲ့မိတ်ကလေးရဲ့ဆွဲလန်းကကြီးလွန်နေလူချမ်းဒီပဲကတော့မခိုင်ပါနဲ့ကျွေးပြီးကွယ်မိတ်ကလေးရဲ့ကိုယ်ကိုတနာပါကွယ်ဘူအောင်တဲ့တနာရနာမတောက်ပါနဲ့မိတ်ကလေးရဲ့ဘူအောင်တဲ့မင်းကိုချစ်တယ်အလုံးနဲ့ဆိုင်တယ်ဘူအောင်တဲ့တနာရနာစိတ်ဆိုးပါနဲ့မိတ်ကလေးရဲ့ဘူအောင်တဲ့မင်းကိုချစ်တယ်အလုံးနဲ့ဆိုင်တယ်ကောင်းမလေးကိုမทิ้งနဲ့မိုင်းရဲ့ပတ်ကဲဘူအောင်တဲ့တဲ့နှလုံးကိုတော့လာမစွမ်းနဲ့ကိုယ်တရားရှိတဲ့မုံနဲ့ကောင်းမလေးကိုငါတိထားလုံးကြပါဘာဖြစ်လာလဲလူရိုက်ခံလို့လူရိုက်ခံလို့ဘယ်လိုရိုက်တာလဲသူရိုက်ခံလို့ကျွန်တော်ရိုက်လိုက်တာသူရိုက်ခံလို့ရှင်းရိုက်လိုက်တယ်ဟုတ်တယ်မလဲရှင်တို့တွေတော်တော်ပြဿနာရှာတာပဲဆရာမလေးရွှေချိုးပြူနဲ့ဖေကြီးကြောင်တော်တော်စိတ်ညစ်သွားမှာပဲနော်အဲ့လိုမျိုးတစ်ခါမှမကြုံဘူးတော့စိတ်ညစ်တာတော့အမှန်ပဲအဲ့လိုတွေတော်တော်ဆိုးတာနော်ဟုတ်တယ်ဆရာမလေးဆရာမလေးရဲ့အဲ့ဒီဆုံးတွေ့အကြောင်းတော့တရားရွာလေးထားပြီးပြတ်မသွားပါနဲ့နော်တရားရဲ့ဒီကိစ္စလေးလောင်းနေတော့ရွာကိုပြစ်ပြီးတော့ပြန်မသွားပါဘူးမမျိုးခိုင်ကတီတာရှိနေတာပဲဝမ်းသာလိုက်တာဆရာမလေးရဲ့ဆရာမလေးရဲ့လေအဲ့လိုစေတနာစကားကိုလေချားလေးရောက်တော့လေအရင်ကပျော်သွားပြီအဲ့ဒါပါလေသူကဆရာမလေးတန်လစီမင်းဟိုငါခိုင်းထားတဲ့ကိစ္စအမြန်ဆုံးအကောင့်ထဲပေါ်လိုက်တော့ကွာမင်းကိုသားလေဆရာမလေးကငါကြီးသားစကားပြောပေးရမှာဟေ့ကောင်မင်းစကားအကောင့်ပြောနော်ငါလူတတ်ချင်နေတာကွာမင်းကငါပြောတယ်လေကွာဒီမှာမင်းလူတက်ချင်ငါလူမိုက်ငါပေးမယ်လို့ငါပြောတယ်လေကွာမင်းကဘာလို့တက်ချင်တာလဲမင်းကိုငါ့ကိုတော့မတတ်နဲ့လေကွာဟုတ်တယ်လေကွာမင်းမဲလူမိုက်ငါပေးမယ်လို့ပြောထားပြီးအခုကြမှာဘာကိစ္စလဲပြန်မေးနေတာဟုတ်ကွာမဟုတ်လေကွာမင်းကငါတို့ကလေဆရာမလေးကိစ္စပဲအကြံပေးနေကြဆိုတော့ရောရတာပြီးတော့မင်းစကားကလည်းအရင်မရှိအဖျားမရှိနဲ့ဆိုတော့နေပါဦးမင်းကဟိုကောင်တကယ်တတ်တော့မလို့လားအေးငါအဲ့ကောင်အပြတ်ချေမုန်းခြင်းနေတော့မလုပ်ပါနဲ့ကွာဟိုလူသက်မှုကတမှုကြိုတင်ကြံစင်မှုကတမှုအမေနှစ်မှုတော့တော့ဟဲ့အောင်အဲ့ဒါဆိုလို့ရှိရင်ဟိုတမှုတည်းဖြစ်သွားအောင်ငါသူ့ကိုကိုယ်တိုင်တတ်ရမှာလားပြောဟိုမင်းကိုယ်တိုင်တော့လူသက်မှုမြောက်သွားမှာဗောလူသက်မှုဟုတ်တယ်အေးအဲ့ဒါဆိုလို့ရှိရင်လေကွာငါကိုယ်တိုင်လည်းမတတ်တော့ဘူးသူများလည်းမတတ်ခိုင်းတော့ဘူးမင်းတို့ပထွေးကိုမင်းတို့အိမ်သာခေါ်ပြီးတော့တနေ့10ခါလောက်ထိုင်ရှစ်ကိုနေလိုက်တော့ဖေချေမင်းဒေဝရက်တွေကိုဆရာတင်ထားမှာတော့မင်းသာတသက်ဖြစ်ပြီဗောကွာဒီမှာမင်းကအကြံကောင်းညံကောင်းပေးမယ်နော်တန်လစီပြောတဲ့အတိုင်းမင်းလူမိုက်ငှားစရာရှိတာငှားလိုက်တော့နော်မင်းအမှုမပေါငါမှအကြံစီရှိတယ်ငါတောင်းယူတယ်ကွာမင်းဘယ်လိုလုပ်မှာလဲပြဒီလိုကွာဟဲ့
ဒီမှာဟုတ်ရှင်ကအသက်ရောက်လာတဲ့ဆရာဝန်မလားဟုတ်ပါတယ်ညီမဘာကိစ္စရှိလို့လဲအဲ့ဆိုရှင်ကမျိုးရလာတာပေါ့နော်ဟုတ်တယ်လေဘာဖြစ်လို့လဲဟိုလေရှင်ကမျိုးရလာတာဆိုတော့ကိုရီးယားမင်းသမီးတွေလောက်တယ်လို့မျိုးမျက်နှာကိုလေပလတ်စတစ်စားနဲ့ဆင်ပြီးကတ်တယ်ဆိုလားဘာဆိုလားအဲ့ဒါသိမှာပေါ့နော်ဘာပြောလိုက်ပါဟောရှင်ကလေမလာတာကိုလာအောင်ပြင်တာလေပလတ်စတစ်စားနဲ့ဆင်ပြီးကတ်တာလေplastic surgery ပါညီမရဲ့ဟုတ်တယ်အဲ့ဒါကိုပြောတာကျမလုပ်ချင်လို့ဘယ်လောက်ကုန်မလဲအဲ့ဒါတော့မပြောတတ်ဘူးညီမမပြင်ပါနဲ့ညီမရဲ့အဲ့လိုပြင်အရန်အန်ရရှိတယ်ပြီးတော့ကျမရင်းနဲ့လည်းမညင်ညွတ်ဘူးရှောက်ပြောနေကြမယ်သူကြတော့ထည့်ထားပြီတော့ဘာထည့်တာလဲဘာထည့်ရမှာတော့အမလေးအဲ့ဒီတို့လေဟိုကလေစီလီကွီဆိုလားစီလက်ကွိုင်ဆိုလားအဲ့ဒါထည့်ထားပြီစီလီကွန်မထည့်ပါဘူးညီမရဲ့အမတဘာဝအတိုင်းပါရှင်းရလေလားလိမ့်မနေသမ်းပါနဲ့နာမည်တော်အတိအကျပြောနိုင်ပြီးတော့ဒီမှာတဘာဝအတိုင်းဆိုတာမျိုးဒီမကြည့်အဲ့လိုမျိုးဘာမှမရှိရမျိုးပြောတာတဘာဝအတိုင်းဆိုလေဘယ်သူမှအဲ့လိုမျိုးဖုတ်ထွက်မနေဘူးညီမရဲ့အမစီလီကွန်မထည့်ပါဘူးအမိမွေးတိုင်းဖမွေးတိုင်းပဲပြီးတော့အမအဲ့ဒါမျိုးပြင်ရလာတယ်စိတ်မွယ်စားဘူးညီမလည်းပြင်ညံတယ်ဆိုရင်လည်းအမမကူညီနိုင်ပါဘူးညီမနေမကောင်းတဲ့ခါကျရင်တော့မစီလာခဲ့ပါအမစိတ်ကူပေးမယ်နော်မလို့ပါဘူးနေမကောင်းဖြစ်လို့ရှင်လေရွာထဲမှာစိတ်ဝက်တောက်လဲ200ပဲကြာအေးပေါ့လေရှင်ကျမကိုပို့လာသွားအောင်မကူညီခြင်းဆိုတော့လေရပါရဲ့မမြောက်ဝင်ဘလို့ပဲနေဘူအောင်ကြီးကချစ်ပြီးသားပဲဒီမဲ့တခုတော့တတိပေးထားမယ်နော်မမြဝေးရဲ့ဘူအောင်တွေကိုတော့ဝေးရှောင်ပါညီမဘာကိုပြောရလဲဘာပြောရမှာလဲရှင်ကအရန်လှနေတဲ့ခါကျတော့ဘူအောင်တွေကိုစနိုက်ကြော်သွားမှာဆိုလို့တတိပေးနေရဟဲ့ကြိုးကြဆရာမကိုဘာကြီးလျှောက်ပြောနေရတော့ကိုယ့်ဟာကိုရေးသွားရောက်ယူသွားတိပါရဲ့ကိုယ့်လုပ်ကိုတိရအောင်လုပ်တယ်ဆရာမလေး तू ကလေအုံနောက်တိတ်ကြမ်းမပြေဘူးပေါ်တော့ရဲ့ရပါရဲ့တိတာဆောက तू ပြောသွားတာဘုံအောင်တင်ဆိုလားအဲ့ဘုံအောင်တင်ဒီရွာမှာရှိလို့လားရွှေကျိုးပြိုပြောတာတဲ့ဆရာမရဲ့ဟိုတနေ့ကရင်မဲတွေအောင်လို့ဆိုပြီးဆရာမကိုလာပြတဲ့တယောက်လေမျက်မှန်နဲ့နှစ်ဖူးမှာပဝါစီးထားတဲ့တယောက်ကိုပြောရလားမဟုတ်ဘူး तू ကဖေးချစ်တရဏချောင်းပါတာရွှေကျိုးပြူဒါနဲ့အဲ့ရွှေကျိုးပြူနဲ့သူနဲ့ကသမီးစားရလားမပြောတတ်ပါဘူးဆရာမရဲ့ရွှေကျိုးပြူနဲ့ဖေးချစ်ကဒီရွာမှာခက်ဆိုးရဲ့တိုးညက်ကိုရှောင်းနိုင်အိုတော်မစင်းရဲဘူးလို့ပြောကြတာပဲခမအခုမတ်တက်ရက်နေတဲ့နေရာကနေအရှိဆူဆူကိုခြေလန်းသုံးလန်းလှမ်းပြေးသွားပြီခမလေရီထားလေဗျာဟာဟဲ့လူခမဘာလို့အဲ့လိုတဟားနဲ့ကြီးနေရတော့ရီထားဆိုခြေလန်းမှခိုင်းတာအေးမသိဒုက္ခပါပဲဗျာမမထားပြန်ဆုပ်ပြန်လန်းသုံးလန်းနှစ်လန်းသုံးလန်းပြင်ခမရညာဘက်ကိုလှည့်ကြည့်လိုက်တမာပင်ကိုတွေ့လိမ့်မယ်အဲ့တမာပင်ကငါလျှောက်လာပြန်တွေ့တယ်လေကွာရှာမရှိနဲ့အဲ့ဒီတမာပင်ကိုတွေ့ရင်နောက်ထပ်3လမ်းထပ်လမ်းလမ်း3လမ်း3လမ်းဒါကွန်းပြည့်ပြီဆိုရင်ခမရရဲ့ဘယ်ဘက်ကိုလှည့်မယ်ဘယ်ဘက်ဆိုတာဘယ်ဘက်လဲဘယ်ဘက်ဆိုတာဘယ်ဘက်ဘောဗျာခမရလေအေးအဲ့ဘယ်နဲ့ညာနဲ့ငါမခွဲတတ်လို့ကွာဟိုခမရဒုတ်မကင်ထားတဲ့ဘက်ဒုတ်ကင်မထားပါဘူးကင်ထားတယ်လေဗျာခမရငုတ်ကြည့်ပါဦးဗျာဒီတော့ကိုပြောရလားအဲ့တော့ကိုမပြောလို့ကျောက်ကဘယ်တော့ကိုပြောရမှာတော့အေး sorry ဟုတ်ပြီအဲ့ဒါဆိုလှည့်ပြီနော်ဘယ်လက်ဟေးညာညီငါအရန်မိသက်လို့ဘာလို့ဖြစ်ကုန်ကွာအမေကလေရှာမရှိနဲ့ခိုင်းတဲ့အတိုင်းလို့ပုံစံကြအောင်လို့ခင်ဗျာလှည့်ပြီးပြီမလားအဲ့အရှိတဲ့မှာကုတ်ပစ်ကိုတွေ့လားအဲ့ဒီကုတ်ပစ်နဲ့အနီးဆုံးဝိုင်းမှာထိုင်နေတဲ့လူ3ယောက်ကိုတွေ့လားအဲ့ဒီ3ယောက်စီကိုခင်ဗျာတဲ့သွားမယ်ရှစ်ဆက်သွားလို့မရဘူးဘာဖြစ်လို့ဝိုင်းတော့ဝိုင်းပိတ်အဲ့ဒါနဲ့ကိုယ်သွားလိုက်ဖို့ဗျခင်ဗျာလေဘယ်ဘက်ကိုကွဲမှာညာဘက်ကိုကွဲမှာကြိုက်တဲ့ဘက်ကိုကိုယ်ညာတန်းကွာဘယ်ဘက်ကကွဲဒီဘလူလူတွေခေါ်လာတာတော့ကွာမင်းကြည့်လိုက်ပါကျွန်းမြန်လူမခဏနေဆိုလေပုံပြီးတော့လဲကြသွားသေးရမယ်
ကြည့်လိုက် ဒီရထဲရမလဲရထဲ ခင်ဗျာအဲ့3ယောက်ထဲကအင်းကြီးမီးကိုရောင်တဲ့လူကိုတွေ့လား မီးကိုရောင်ဆိုတာ ခင်ဗျာဒုက္ခပဲဗျာမီးကိုရောင်ဆိုတော့ဘယ်လိုပြောမှန်းတော့မသိတော့ဘူးအဲ့ဒီမှာမျက်လုံးပြူးပြူးနဲ့လူ 3ယောက်စလုံးတော့တော်တော်ပြူးတယ်ကွာ ဟာဒုက္ခပါပဲကဲအလဲရလူဗျာအဲ့လူကိုမှတ်လောက်အောင်ဆုံးမလိုက်တော့ ရေးကြမှာမင်းပြောတော့အုံလဲသွားမယ်ဆိုအဲ့ဒီလဲသွားတာလေဟာသူလဲသွားတာလေဘယ်လိုကြောင့်လဲဒီမှာမယ်ဒါကျွန်တော်တကယ်ချင်းစင်ကြီးတို့လည်းသိတာတော့လားသိတာတော့လားကြားတယ်ဒါတို့တကယ်ချင်းခွေးတော့ဒီမှာကြိုးလိုက်တော့တို့ရနားနေပါတော့ပြောနေတယ်တော့စွာပါလားဟာစွာပါပဲလေတို့ခွေးတော့ဒုံကြီးနဲ့ရိုက်ဖို့လောက်တာဟုတ်ဟဲ့တို့လေးကိုထင်လာလဲနောက်တော့ဖိနေပဲပေါ့တော်ကြပါတော့ဒုက္ခပါပဲကွာမင်းမသိလို့ငါမင်းကိုရိုက်ဖို့လက်ခံလိုက်မိတာပါကွာမင်းနာဟာတော်တော်စွာပါလားစွာပါပဲခွေးတော့ဒီရဲ့ဒီဟာလည်းပယ်သွားတော့အကောင်ကျိန်းလိုက်ပါလိုက်ကြတာလေကွာဒီမှာကျုပ်ဆိုတဲ့ကောင်လေးကျွန်းပြန်လူမိုက်စင်ကြီးဆိုတဲ့နာမည်တစ်လုံးနဲ့မိုက်တာနော်လူကိုမလေးစားရင်တော့နာမည်ကိုလေးစားပြီးကျိန်းတာပါလေနဲလျှော့ကြဟာမရှိနဲ့နော်စင်ကြီးဆိုတဲ့ကောင်မင်းနဲ့တွေ့မှငဖယ်ဖြစ်နေပြီဝိုင်းထုတ်လိုက်ကြမင်းမတွေ့ရဘာဖြစ်လို့ဟိုကောင်သွားဖက်နေတာတော့ငါလည်းမသိဘူးလေကွာဟာမင်းကွာဘလူကောင်လေးခေါ်လာတာလေကွာဒုက္ခပါပဲကွာဟမ်ဒီပြောခမန်းကိုပတ်စံပေးထားတာရွှေကြောပြူကိုရိုက်ခိုင်းတာနော်ဆွေမျိုးဆက်ခိုင်းနေတာမဟုတ်ဘူးရွှေကြောပြူကိုမရိုက်နိုင်ဘူးရောအဲ့ဒါငါဘော်တာအရင်ရွှေကြောပြူကခမန်းဘော်တာအဲ့ဒါဆိုကျုပ်ပတ်စံပြန်ပေးဗျာပတ်စံတော့မရဘူးမင်းလိုချင်ဒုတ်ရှိတယ်လာယူလိုက်ရှင်းနော်ဟိုလေးကြည့်နေပြီဟာတော့မရဒီတော့ကိုကြီးခင်ဗျားကျွန်တော်ကိုရိုက်ဖို့အတွက်ကိုပတ်စံယူပြီးတော့လက်ခံထားတာဟုတ်လားဘယ်လိုခါပြရိုက်ခိုင်းတာတော့ငါမသိဘူးကွာဒီကောင်တော်လဲတယ်ညနေစင်းဆိုင်ကလည်းတစ်ခါမှမတွေ့ဘူးငါဟိုဖုန်းနဲ့ပဲဆက်သွယ်တယ်ငွေပေးငွေယူကိုလည်းဖုန်းနဲ့ပဲလုပ်သွားဩဟာသဘောပေါက်တယ်ဟဲ့အောင်နေဟိုကောင်ဝန်းနေမှာအဲ့ကောင်ပဲဖြစ်မှာဘယ်ကောင်ဟုတ်တယ်ထားလိုက်ပါရေးမကြည့်ပါဘူးစီးရင်မရှိပါဘူးဗျာကိုစီးရတယ်ကဲအဲ့ကိစ္စကြီးထားလိုက်တော့ကိုစီးနဲ့ပြန်တွေ့ရတာဝမ်းသာတယ်နော်အခုလိုမျိုးစုံတဲ့အထိမ်းအမှန်နဲ့ဟောနေရာလဲဝင်ခံနေပြီမူးအောင်တောက်လိုက်မယ်ကောင်းတာဗောကြီးလေဒန်းကျေစေးလေးအဲ့တော့ဒီလိုလို့မင်းနဲ့တွေ့ရတဲ့အထိမ်းအမှန်နေနဲ့မင်းကိုရိုက်ဖို့ရထားတဲ့ပတ်စံနဲ့မင်းတို့အားလုံးငါတကားခံလိုက်မယ်โอเคကဲမကြည့်ကြကြားတယ်နော်ကြားတယ်ကဲကျွန်တော်မူးအောင်တောက်မယ်တေချာလေးစီတင်ပေးဂျိုးလေးကတငယ်ချင်းဆိုတော့လည်းမူးအောင်တိုက်ဟုတ်ပြီဟုတ်ပြီတော်ရအစရဖြစ်လာတယ်ဟုတ်မင်းစောစောကြီးပြောတာဒီမှာပေးကြော်ဘူးမင်းကြီးကြော်မစားပါဘူးဟာမစားရင်ရိုက်လိုက်တာကြော်ရီကောင်းပေါက်သွားပြီလေပေးအော်ငါရိုက်ခါပြီးငါပြန်ယော်ရတယ်ဟုတ်တယ်အော်စိုးတော့မစိုးဘူးနော်ဘယ်လောက်လဲ1000ခွဲ1000ခွဲလားဟုတ်တယ်မအကုန်ကြပါပေးရောငါတော့လေမင်းနဲ့တွေ့မှာတိတ်ခါတော့ဗျာလားမှမရှိတော့ဘူးကြရော့မင်းကလေးတော့ငါလျှော်လိုက်တာနော်ဒီနေ့တော့ကြော်ရမလို့တော့ကြော်ကြကြီးဟိုလေဒါနဲ့နောက်နေ့ကျရောလာအောင်ပါလားဖောက်တယ်များဖြစ်စင်များဒီသွားမလားမသွားဘူးတော့ပါလေကိုစင်ဟာမင်းကလေးတော့ငါအနိုင်မဖြစ်ပါဘူးရဆိုတာတော့တိုင်းမူလက်ချင်းတောက်မူတရင်တို့တောက်လဲမူရဆိုတာတော့တိုင်းမူလက်ချင်းတောက်မူအိုးတရင်တို့တောက်လဲမူတစ်ခွက်တောက်တော့ထူးနှစ်ခွက်တောက်တော့မြူသုံးခွက်တောက်တော့မူရဆိုတာတော့တိုင်းမူလက်ချင်းတောက်မူတရင်တို့တောက်လဲမူရဆိုတာတော့တိုင်းမူလက်ချင်းတောက်မူအိုးတရင်တို့တောက်လဲမူတစ်ခွက်တောက်တော့ထူးနှစ်ခွက်တောက်တော့မြူကိုမာရီဟဲ့ကမဟဲ့ထားမလေးငါကူနေမဟဲ့ထား
နေပဲဒီဘာလဲရှောက်နေလဲဒါဧည့်သည်ဘာဧည့်သည်လဲဧည့်သည်ဆိုဧည့်သည်လို့နေလေဧည့်သည်လို့မနေဘဲနဲ့ကိုရဲ့ရင်ငယ်ဝေးနေမှာတော့ဂျိုးကြကောင်းစီတော့မှာပေါ့မလုံးနဲ့လို့ငါပြောတယ်သူတို့တွေကကားပြက်လို့ဒီမှာညာအိတ်လိုက်ရတာသူတို့ဆိုနောက်တစ်စနိုက်ကြော်မတွေရောဗမာလဲဗမာလဲပြတ်တဲ့ကဗမာလဲဟာဟဲ့ဦးကားရောဟာဘယ်သွားလဲမရှိတော့ကျင်းနေကိုရောတလောင်းသားမတိုင်ကျဲစင်းကိုထားပြီးတော့သွားပြီလေမမနဲ့ကျဲစင်းလေးရေကျဲစင်းလေးကိုထားပြီးသွားတာမဖြစ်နိုင်ပါဘူးဒါကားကောင်းသွားလို့ဟိုနားဒီနားစားမောင်းတာနေမှာပါနော်ဘာဘူးကျဲစင်းတည်းရသူကျဲစင်းကိုထားသွားတာဟာညီမကိုလမ်းထဲမှာထားပြီးသွားအောင်ဒီကဘလို့အကိုမျိုးလေကွာကျဲစင်းလေးဘာမှအားမငင်နဲ့နော်ကိုရမရှိတယ်တလားကိုရမလေးကျဲစင်းလေးကိုတစ်သက်လုံးအားမမရမစောင့်ရှောက်ပါမယ်လို့ဟိုကိုရမတို့ရွာမှာတစ်သက်လုံးလိုက်နေပါတစ်သက်လုံးတော့လိုက်နေလို့မရဘူးကိုရဲ့ဟိုကျဲစင်းမှာလေဖြက်ပြီးတော့အောက်ပိုင်းပင်နေအကိုကြီးရှိသေးတယ်ကျဲစင်းလည်းဘာလို့ရှောက်ပြောနေရလဲကျဲစင်းကိုရဘာဖြစ်ပါဘူးအကောင်းကြီးပါရတော့အောင်တွေ့သေးလေအကောင်းကြီးနေဟုတ်အဲ့ဒါကျဲစင်းအကိုအရင်မဟုတ်ဘူးဟို तू ကလေကျဲစင်းကိုခရီးသွားရင်ခေါ်သွားနေကြဟိုကျဲစင်းရဲ့စပွန်ဆာကျဲစင်းညီဘာဖြစ်လို့အဲ့လိုပြောနေလောက်ရတာလဲအခုကလည်းခုနကျဲစင်ပြောထားရလေကျဲစင်ကိုကြီးကလေဖြက်နေရဟိုအောက်ပိုင်းတင်နေလို့ပြောထားရလေအားကြောင့်ကျဲစင်မဲ့သူ့ဒီလုံးလောက်ပြီးရှာကျွေးနေရတာပါတနာရလေညီဘောကလည်းစိုးလိုက်တော့ဟောကဲအဲ့ဆိုလည်းဘာလဲညီအိမ်ပြန်မှာမလားပြန်လေဟုတ်တယ်အိမ်ပြန်မှာတော့ဟုတ်တယ်ဟိုဒါမဲ့လေကျဲစင်မှာတပြောင်းမပါဘူးလမ်းစိတ်လည်းမရှိတော့ဘူးဖြစ်နိုင်မယ်ဆိုလို့ရှင်လေဟိုအကိုတို့တွေကျဲစင်ကိုပတ်စံလေးနည်းနည်းလောက်ကူညီပေးပါလားအမလေးတော့ဟဲ့ကောင်မညီကမျက်ရည်လေးချူပြီးပတ်စံတော့ညီကအောင်ရင်ရောလားဂျိုးကြရဲ့ငါရုပ်ရည်နဲ့မှကြားတာဖားတယ်မပါဟာဟဲ့ငါသိပါတယ်နေရှာမဖြစ်ပါနဲ့ငါလိုတဲကြောလိုက်ရင်သူ့ရှက်သွားမှဆိုလို့အောင်ရင်ရောလို့ပြောတာဂျိုးကြဘလို့ဖြစ်နေရလဲနေအဲ့လိုဒီအော်ကြီးနဲ့ပြောနေတာပုံပြက်ရှက်တွေကွဲကုန်ပြီဟောနေပတ်စံကိုပိတ်တပါညီကလည်းပတ်စံရလို့ရှိရင်အိမ်ပြန်လို့ရတယ်မလားပြမလို့ရှိသလားအကုန်ပေးလိုက်မယ်ကြောက်နေဘယ်တော့မှပတ်စံရှိတာထုတ်ပါညီမလေးကပေးတယ်မှာရော့အကုန်ယူပါအဲ့ရောရောက်ပြန်ကြားလားဟဲ့တော့မကွာရောက်ပြန်နော်ဟဲ့ရွှေတယ်ဘူးလာစမ်းပါဘာလဲမေနီတော်တော်ရွာနေလားအမေကိုသားကိုလို့ပြောရလားဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲနေနဲ့ဟိုတကောင်နဲ့ကားလမ်းမဘေးမှာမကောင်းတဲ့မိန်းမကိုခေါ်အိတ်တယ်ဆိုဟာအမေအိုးဆုပ်ဆွဲဗျာကိုသားကိုလို့ဆုပ်ဆွဲစီရလားလူတွေလည်းခက်တယ်ဗျာထရမြတွေရှောက်ပြောနေကြတာပဲဘာမှထရမြပြောတာမဟုတ်မြင်တဲ့လူကငါ့ကိုသေချာလာပြောတော့တာပြီးတော့ဟိုစနိုက်ကြော်ရောင်းတဲ့ဂျိုးကြောင်မနဲ့လည်းနေနဲ့ဖြစ်နေတဲ့ဆိုအိုးဒုက္ခပါပဲမေအဲ့ချက်မပြည့်တဲ့ဟာကိုတားကြိုက်စီရလားအဲ့ဒီကောင်မလေးတားကိုတစ်ဖက်သက်လိုက်ပြီးတော့ကြိုက်နေတာအဲ့ဒါဆိုရင်အဲ့ဒီဂျိုးကြောင်မနဲ့နင်တို့ခေါ်တဲ့ဟာမနဲ့ဘာဖြစ်ကြတာလဲမသိတော့ဘူးမေတာရှင်းလည်းမရှင်းပြတတ်တော့ဘူးနော်နေပါဦးဒီကိစ္စတွေအမေဘယ်သူလာပြောတာလဲဟမ်ဘယ်သူပြောရမှာလဲဆရာမလေးမသိတာအခါရဲအပြက်ရှင်းပလိုက်တာပဲကောင်းတယ်ဘာလို့လဲဟဲ့ဒီလိုဘာလို့လဲဟဲ့ဘယ်ပေါ်လာတော့လုပ်နေတာလေအပြက်ရှင်းနေတာအမေအပြက်ရှင်းနေတာမနက်ကဆရာမလေးကိုလာချောင်းတော့ကလေဟမ်ဟုတ်ပါဘူးဟိုကျွန်တော်ဒီအနောက်ကနေဖြတ်သွားတော့ကလေမွေးတဲ့ကောင်ဒီထဲကိုဝင်သွားတာအစိတ်ပြင်းမဲ့ပုံပဲအဲ့ဒါဆရာမလေးကိုကြိုက်ပါဆိုလို့ဝေအောင်နိုင်တဲ့နေရာတွေမှန်သမျှကျွန်တော်အကုန်လုံးလိုက်ပြီးတော့အပြက်ရှင်းနေတာမလေးရွှေကြိုးပြူရဲ့နေကဓာတ်ဆွဲပြီးဒေါနဲ့မောနဲ့ထွက်တော့ငါအမောတကောတေးလိုက်လာရဲ့တော့ပေါ့အဲ့ဒါအဲ့မွေကိုမျက်စိထဲမှာမြင်လိုက်တော့ဆရာမလေးတို့ကိုအရန်စိတ်ဘူးဒေါသထွက်ပြီးတော့ထွက်လာခဲ့တာအမေမင်းစဉ်းစားကြည့်လေဆရာဝန်ကလူတွေကိုအကုန်လုံးလိုက်ပြီးတော့ဆေးကူပေးနေတာအဲ့ဆရာဝန်ကိုဝေကြိုက်သွားတော့ဘယ်သူကပြန်ပြီးတော့ဆေးကူပေးမှလဲမေရဲ့အဲ့ဒါကြောင့်တော့ကိုယ်ရှိနိုင်တဲ့နေရာတွေအကုန်လုံးကျွန်တော်လိုက်ပြီးတော့ဆေးထုတ်ကျေးဇူး
စုတက်မှာလေကိုရွှေချိုးပြရဲ့ကျမကမွေးဆိုတိတ်ကြောက်တာဝေးဘာမလဲဘာမလဲဘာမလဲ你搞我妈！你搞我妈！我要搞这边，我盖你了呗？下班嘞，没事了，我做到干头来呗。我做到可能穷的我先了嘞，没有空没了，没有搞别的，我都给我盖你了下班嘞。我下班了就了嘞，这边那个招人楼道没把我下班嘞，做到嘛的喏。对吧？过去就别，ကျမကျေးဇူးတင်ပါတယ်တမင်လောက်တော့မဟုတ်ဘူးဆိုတော့ကျမသိပါတယ်အခုလို့ကျမကိုဂိမ်းစားပြီးတဲ့အတွက်ကျမကျေးဇူးတင်ပါတယ်နော်ရပါတယ်ခမောက်ကဲလို့မင်းတိတ်ကန်ကောင်းသွားတယ်ကွာမဟုတ်ရင်မင်းအတူပါမှာဖေချစ်တို့ပျော်ကြီးဖဲရိုက်နေရပြီဘူးလား21လားဟဲ့ဖေချစ်ကအယောစားကြီးတာပဲကြိုက်တာရှမ်းကုန်ပြီပဲကွာဖေချစ်ရှမ်းကုန်းပြီးတော့မလုပ်ပါနဲ့ကွာမင်းတခါတည်းပွဲသိမ်းမြန်နေကွာပုတ်ခါဆွဲငါစကားပြောတာလိုရင်းကိုမရောက်တော့ဘူးနော်ဒီမှာမင်းတို့ငါ့ကိုအကူအညီတစ်ခုပေးရမယ်ဖေးချစ်မင်းအကူအညီလိုတယ်ဆိုလို့ကတော့တစ်ခုမဟုတ်နှစ်ခုကူညီမယ်ဟုတ်ပြီလားတစ်ခုကူညီရမလဲမလိုဘူးတစ်ခုဆိုရတယ်တစ်ခုဆိုရဘာလဲပြောဘာကူညီရမလဲငါဖြစ်ချင်တာကွာလုံးဘက်ကဒီလောက်အလုံးကဒီလောက်ကြီးမယ်ရှေချင်တော့ရှေကြိုက်တဲ့လောက်ရှေဒါမှဆီယမလေးငါ့ကိုအထင်ကြီးမှာဖေချစ်ဖေချစ်အလုံးကဒီလောက်ဟုတ်တယ်ရှေကကြိုက်တဲ့လောက်ရှေအစွဲချိုးပြီးတော့အစိတ်ထုတ်တိုင်းမသေးဘူးနေပေါ့အစွဲချိုးပြီးတော့အစိတ်ထုတ်ထားမှာဆိုတော့မွေပြောနေလားအေးဟုတ်တယ်လေငါမွေပြောနေရလေမင်းတို့တွေကမျက်စိကမဖားမြင်နေမဟုတ်ပါဘူးလုံးဘက်ကဒီလောက်အရှေကကြိုက်တဲ့လောက်ရှေဆိုတော့ငါတို့ကငရှင်းတယ်လို့နှစ်ချုံငရှင်းလေမင်းကတော့လုံပြန်ပြီအဲ့ငရှင်းကိုသွားဖမ်းပြလို့ဆီယမလေးကငါ့ကိုအထင်ကြီးမလားမသိလို့ဟိုကောင်ရွှေချိုးပြူတဲ့တောင်သူ့တဲ့စိုက်ကြီးရဲ့မွေကိုဆီယမလေးအိမ်ထဲကိုထည့်ပြီးရင်ငါကိုယ်တိုင်ကယ်တင်ရှင်းလုပ်အဲ့ဒါဆိုရင်ဆီယမလေးငါ့ကိုအထင်ကြီးပြီဘာကိစ္စရှိလို့ဆရာမကိုကျွန်တော်ပြောချင်လေးရှိလို့ပါဘာပြောချင်ရှိလို့လဲဟိုဒီနေ့မနေ့အစောကြီးရလေကားလမ်းဘေးမှာဆရာမလေးတွေ့သွားတဲ့ကိစ္စကတမျိုးထင်မှာဆိုလို့ကျွန်တော်လာပြီးတော့ရှင်းပြတာပါအော်ရှင်းတဲ့တခြားမိန်းမတယောက်နဲ့ပြဿနာဖြစ်နေတာကိုရှင်းကောင်မလေးကဝင်ဖြေရှင်းနေတာလေမြေုံနဲ့သိတာဒုက္ခပါဆရာမလေးကျွန်တော်အဲ့လိုထင်မှာဆိုလို့လာပြီးတော့ရှင်းပြတာကျွန်တော်နဲ့လေအဲ့ဂျိုးချဆိုတဲ့ကောင်မလေးနဲ့လေဘလို့မှမပတ်သက်ပါဘူးဆရာမလေးတကယ်ပြောတာပါရှင်ကမပတ်သက်ဘူးပြောတာကျမရွာရောက်ခါစားတော့ရှင်ကဘိုအောင်တင်နဲ့ तू ကမမြဝင်းနဲ့သူ့ရဲ့ဘိုအောင်တင်ကိုမထိပါနဲ့လို့ကျမလာပြောသွားသေးတယ်ပြတ်တော့မဆရာမလေးအဲ့ကောင်မလေးကအဲ့လိုပဲချက်ပြတာမဟုတ်ဘူးဆရာမပြောချင်တာတွေရှောက်ပြောနေတာသူနဲ့ကျွန်တော်နဲ့ကလေဘာမှကိုမဆိုင်ဘူးဆရာမလေးရေကျွန်တော်အထင်မလဲပါနဲ့ဆရာမရေနော်ရှင်နဲ့အဲ့ကောင်မလေးနဲ့ပတ်သက်မပတ်သက်ကျမနဲ့ဘာဆိုင်လို့လဲကျမဘာလို့အထင်လွဲရမှာလဲဒါဆိုကျွန်တော်ပြောတဲ့စကားကိုဆရာမလေးယုံနေပေါ့နော်ရှင်ပြောတာလည်းမယုံပါဘူးဘာဖြစ်လဲဆရာမရေရှင်ကစိုးတာဆရာမရေစိုးတာနဲ့မယုံတာနဲ့ဘာဆိုင်လို့လဲဆိုင်တာပေါ့ရှင်ကိုမွေးထားတဲ့ရှင်ရဲ့အမေတော်ရှင်ကိုအပြည့်အဝယုံကြည်တယ်လို့ရှင်ထင်လို့လားအမေကတော့ယုံမှာပါဆရာမလေးရဲ့အဲ့ဆိုတော့ပြောကြည့်လိုက်လေတာမစိုးတော့ပါဘူးမမိုက်တော့ပါဘူးလိမ့်မနေပါမယ်လို့အဲ့စကားကိုကြားချင်းမှာရှင်အမေယုံကြည်ရဲဆိုရင်ကျမစက်ဖြတ်ခံနိုင်မယ်ဆရာမလေးပြောတာဟုတ်ပါတယ်ကျွန်တော်ကစိုးခဲ့မိုက်ခဲ့ပြီးတော့ကျွန်တော်စကားကိုဘယ်သူမှလွယ်လွယ်ကူကူနဲ့တော့ယုံကြမှာမဟုတ်ပါဘူးဆရာမလေးယုံမယုံကျွန်တော်ရဲ့အမေလည်းယုံမယုံကျွန်တော်နှုတ်ကိုစိုးလည်းမစိုးတော့ဘူးမိုက်လည်းမမိုက်တော့ဘူးကျွန်တော်လေးမပဲနေတော့မယ်လို့ကျွန်တော်ကတိပေးပါတယ်ကောင်းတာပေါ့ရှင်ပေးထားတဲ့ဂတိကိုတီအောင်ထိန်းနိုင်လဲဆိုရင်ပိုကောင်းတာပေါ့ကျမကိုခွင့်ပြုပါ
我拍那公年了，瓜对那天谁拍的那么的假的？ ငါတို့လို့ပြရတာကွာပြရတယ်ပြောဘူးလားပြရတယ်ဘယ်လိုပွားမှုပါလဲမင်းတို့ကအနောက်ပြန်ဩဘာလို့လဲကွာငါကိုယ်တိုင်ပို့မှာနော်မသိမသာပို့မှာရမှာဟာမင်းတို့ငွေတော်တော်ကြီးမဲ့ပုံပဲအထမ်းနဲ့တော့ထမ်းလာဆိုပြန်ဟာဟဲ့ငါမင်းတို့ငွေဖမ်းခိုင်းတာလေကွာတင်းမသားဘာလို့ခေါ်လာတာတော့ မသားလို့တော့ရဲစက်မပြောရတယ်ကွာအဲ့ဒါငါဦးလေကွာဦးကျွဲကွာမင်းရလဲဦးကျွဲမင်းဦးလေဟုတ်တယ်မင်းဦးလေကဘယ်လိုဖြစ်ရတာတော့ဘာဖြစ်ရမှာလဲမင်းမွေဖမ်းခိုင်းလို့မွေတော့ဘာနာကူမွေကိုက်ခံရတာကွာအမလေးပြေစိုးလိုက်လားဦးလေဒီကောင်ပွင့်ချစ်မွေဖမ်းခိုင်းတော့မှမွေကိုက်ခံရတယ်လို့ဒီကောင်ဘာလို့ကွာဖမ်းခိုင်းနေဆိုတော့မပအောင်ငိုကွာဟိုမှာဆီယာမလေးကြားသွားမယ်မင်းကလေမင်းနာမည်မပအောင်ကွာမပနဲ့အမလေးပြေစိုးလိုက်တာဦးလေးငိုတော့မှလွတ်လွတ်လပ်လပ်မငိုရတဲ့ဘဝတတလုံးမွေဖမ်းလာတာကိုကျမမွေကိုက်ခံရတယ်လို့ဗျာဒီကောင်အဲ့မွေဖမ်းတော့မပအောင်ငိုလို့ပြောနေတယ်မင်းနာမည်ဘာလို့လားကွာပကွာမင်းကလေငွေကိုမပနဲ့ငွေမပနဲ့ဆိုတာငါဦးလေးကိုဘာကောင်ကိုက်တယ်လို့ငါပြောရမလဲပြောလေ ခါကျင်လောက်လှုပ်လိုက်ကွာအမလေးခက်အော်ရခါကျင်ကြိုက်တာဒီချင်းလောက်ဒီမစိုးဘူးလေကွာမင်းကလေအမလေးဦးလေးပြင်းစိုးတာဒီကောင်ဖေချစ်သူ့နောက်ကျောင်းတွေကိုပေါ်မှာဆိုလို့မွေကြိုက်တာတော့မှခါကျင်လို့လိတ်ခိုင်းနေတယ်ပဲမင်းပတ်သက်ကိုပိတ်ထားတော့မင်းပတ်သက်ကိုပိတ်ထားတော့နော်တော်ပြီမင်းဦးလေးကိုလည်းဒီစေးကမ်းမှာမပြနဲ့တော့နော်အမေအဲ့လိုမရိုင်းနဲ့မင်းဒီမှာပြလို့ငါဗမာသွားပြမယ်တရွာလုံးမှာစေးကမ်းဒီတစ်ခုလည်းရှိတယ်ဟိုမြို့တက်ပြကွာမြို့တက်ပြမျိုးတွေဆိုတော့အသက်မိပါမလားကွာမိအောင်သွားမယ်ကွာကဲမအားရတယ်ပါဒီလောက်ပါကွာဖေးဦးရတေတော့မယ်ဒီမှာအမေဟေးအဲ့ချင်းတွေကွဲမနေနဲ့တော့ထားခဲ့လိုက်တော့သတ်ကွဲလိုက်မယ်ခြံလက်တစ်ခြံလုံးရှင်းပြီးသွားပြီနွားစာလည်းလုတ်ပြီးပြီရေလည်းခတ်ပြီးသွားပြီအမေရေချိုးမယ်ဆိုလို့ရှိရင်အစင်းသင်းဖြစ်ပြီးချိုးလို့ရပြီရွှေချိုးပြူညာမင်းငါသားအစ်စ်တော့ဟုတ်ပါတယ်နော်ဟုတ်ပါတယ်အမေဘာဖြစ်လို့လဲအော်သားလိန်မာနေရကိုကြည့်ပြီးတော့အမေကထူးဆန်းနေရလားဟုတ်ပါထူးလဲထူးဆန်းတယ်လက်လဲလက်တယ်ဘာလို့လက်နာလဲအမေမင်းကြားဦးတယ်မလားထိုးမဲ့စင်ဒေါက်တာလန်းဆုပ်တယ်ဆိုတာလေပြဿနာကြီးကြီးမားမားရှာဖို့အတွက်အရှိန်ယူနေတာလားလို့ဟုတ်ပါဦးမေရဲ့ဒီတစ်ခါသားတကယ်လိန်မာတာပါနားရှိလို့သာကြားတယ်မင်းစကားယုံကခက်ယုံရမခက်နဲ့မေတကယ်ပြောတာဒီတခါသားတကယ်လိမ္မာသွားပြီနေစမ်းမအောင်မင်းအခုလိုပြောင်းလဲသွားအောင်ဘယ်သူကဆုံးမလိုက်တာလဲမေရလဲမင်းကဘာဖြစ်လို့တောက်အဲ့လိုမေးတာလဲမေးရပြီပေါ့မင်းလိုလူမျိုးကကိုယ်အသိစိတ်ဓာတ်နဲ့ကိုပြုတ်ပြမဲ့လူမှမဟုတ်တာစိတ်ထဲရှိတော့ထထလို့တတ်တဲ့ထင်ရဆိုင်လေအမေပြောတာဟုတ်ပါတယ်မေဒီလိုပဲဟိုတနေ့ကလေဒါလမ်းမှာဆရာဝန်မလေးနဲ့တွေ့တယ်။ဒါဆရာဝန်မလေးကိုပြောလိုက်တာစူးလည်းမစူးတော့ဘူးမိုက်လည်းမမိုက်တော့ဘူးလေးလေးမမနေတော့မယ်လို့ဆရာဝန်မလေးကကောင်းတာပေါ့တဲ့ကုကရီကိုကိုတီအောင်ထိန်းနေပြောရတယ်။အားကြောင့်မို့ဒါဆုံးဖြတ်လိုက်တာလေးလေးမမပဲနေတော့မယ်လို့။အော်ဒီအမေကြီးကငါသားလေးလိမ္မာပါလို့ဗဇက်ကအမြုပ်ထွက်အောင်ဆုံးလာတော့နားမထောင်။ဆရာမလေးကပြောတော့မင်းကနားထောင်တယ်ပေါ့။အမေကလည်းဘယ်သူပြောလို့ပဲနားထောင်လေတားလီမာဘွားအရေးကြီးတာမဟုတ်ဘူးလားဟုတ်ပါတယ်မင်းဒီတိုင်းပဲဆက်ပြီးလိမ္မာနော်မင်းလိမ္မာတယ်ဆိုရင်မင်းစီးဖို့စိုက်ကယ်ဝယ်ပေးမယ်စိုက်ကယ်မလို့ချင်ပါဘူးမေရဲ့ဒါကလိမ္မာတယ်ဆိုတာစိုက်ကယ်စီးချင်လို့လည်းမဟုတ်ဘူးအဲ့ဆိုဘာလို့ချင်လို့လဲဒါလို့ချင်တာတော့ရှိတာဗောဒါပေမဲ့အခုမတောင်းသေးဘူးနောက်မှတောင်းအေးပါနောက်မှဆိုလည်းနောက်မှပေါ့အမွေကလွဲပြီးကြိုက်တာတောင်းအမေအကုန်ပေးမယ်ပြီးရောမေရေပြီးရောဟာတောင်းပေးဖို့သာပြင်ထားဟာဆီယမလေးဟာတိုက်ဆိုင်လာတွေ့တယ်ဗျာဆီယမလေးကိုတွေ့ရတာ ਨੇ အတော်ပဲသိလားအခုတလို့လေကျွန်တော်ရှင်ဘက်ထဲအောင်နေတယ်လို့ရှင်ဒါပဲပြောမှာမလားဟာဆ
ဆရာမလေးကကျွန်တော်ယောဂကိုကကြိုသိနေရပဲဟုတ်တယ်ဟိုတကယ်တော်တဲ့ဆရာဝန်တွေဆိုတာလေအဲ့လိုလူကိုကြည့်လိုက်တာနဲ့ယောဂကိုတန်းသိတာဗျာသိတာရောကိုဖေချစ်ရဲ့ရှင်ကျမစီလာရင်ခေါင်းမူတယ်ဘိုက်နာတယ်ရှင်ဘက်အောင်တယ်အဲ့သုံးမျိုးတလက်စီဖြစ်လာတာပဲလေအဲ့ဒါကဟိုဟာလေဟိုမျိုးလိုက်တာဗျာသိလားဟိုအဖေဆိုလဲအဲ့လိုပဲဟိုတလက်စီဖြစ်တယ်ဟိုအဖိုးဆိုလဲအဲ့လိုပဲဖြစ်တာတော့ပါကိုဖေချစ်ရဲ့အနာရှင့်မှာဘာယောဂမှလည်းမမေရရရှိတော့မဟုတ်ဘူးအဲ့ဒီအကြောင်းပြချက်တွေနဲ့ကျမစီကအနွေးလာကျမလည်းဆက်ရှုပ်လာတယ်ရှင်ကျမဘယ်ချိန်ထိနောက်ဆက်ပေးနေပါလဲအဲ့လိုရောမပြောပါနဲ့ဆရာမလေးတကယ်တမ်းကျတော့ကျွန်တော်ကလေဆရာမလေးကိုနောက်ဆက်ပေးချင်တာမဟုတ်ပါဘူးဗျာဆရာမလေးမျက်နှာကိုအမြဲတမ်းမြင်နေချင်တာပါပြီးတော့ဟိုမရှိတဲ့ယောဂတွေကိုအကြောင်းပြပြီးတော့အမြဲလာနေဆိုတာကလည်းဟိုဆရာမလေးရဲ့အပြုစုယူရာတွေကိုခံကျင်လို့ပါကျွန်တော်ရဲ့အဓိကညီမန်းချက်ပန်းနိုင်ဟာဆရာမလေးကိုလက်ထပ်ပြီးတော့ဒူးမြေကြပေါင်းသိနေတာပါဗျာကျွန်တော်ဆရာမလေးကိုတကယ်ချစ်တာပါရှင်အဲ့လိုဖြစ်ချင်တယ်ဆိုရင်လည်းအဲ့လိုပြန်ကြိုးစားပေါ့ဒါပေမဲ့အခုရှင်ကြိုးစားနေတာတွေကတလွဲတွေဖြစ်နေတယ်ကျွန်တော်ကဘယ်လိုကြိုးစားမှာလဲတမိုးရှိတဲ့လူတယောက်ဖြစ်အောင်ရှင်ကြိုးစားပေါ့ဟာဟိုအဲ့လိုဖြစ်လာလို့ရှင်ဆရာမလေးကကျွန်တော်လက်ခံမယ်ပေါ့ကြိုးစားမှာရှင်အပိုင်းပဲလေလက်ခံတယ်လက်မခံဘူးဆိုတာကတော့ကြိုးပြောပြလို့မရတဲ့ကျမရဲ့စိတ်ဆန္ဒပဲကျမသွားလိုက်ပါအောင်ကိုဖေးချစ်ကောင်းမလေးငိုပြီးထွက်ပြေးသွားတယ်ဘာလို့လောက်လိုက်တာလဲဩအောက်ကပြေးသွားတာငါအပေါ်ကဆင်းလာတာငါဘာလုပ်ရမှာလဲမသိဘူးလေဟိုမှာထွက်ပြေးသွားလို့မင်းတို့ဘာလာလုပ်တာလဲဘာလာလုပ်ရမှာလဲကွာအရက်ဆိုင်သွားဖို့မင်းကိုလာခေါ်တာပေါ့ဆက်ကြည့်ငါသားကိုပဲခေါ်သွားကြမလို့လေအမလေးအရက်ဆိုင်ခေါ်သွားကြမလို့ငါသားရဲမတော့တော့ဘူးလိမ်မာနေပြီကြားတယ်နော်မေခုနချိုးကြဘာလာလုပ်တာလဲဩဟိုသားအတွက်ချွေးမရွေးမယ်ဆိုရင်သူ့ကိုရွေးပါလို့အမေကိုလာပြောသွားတာအမလေးညက်ချွာဗျာအမေဘာပြန်ပြောလိုက်လဲပြီးပြီးတော့အင်းမာလို့ပြောလိုက်တာဗောအင်းမာလို့ပြောလိုက်တယ်အမေရဲ့ဒုက္ခပါပဲငါးပါးတွေတော့မှတ်ကုန်တော့ပါပဲဒီကောင်မလေးတကယ်ထင်သွားတော့မှာဗောဟာမဖြစ်ဘူးအန်ရီတွေကနီးတဲ့နီးပြီးတော့အိမ်ထဲထိပါရောက်လာပြီအမေကိုလေဟိုတခါတာဟိုလိုချင်တာရှိရဲတောင်းမယ်လို့ပြောထားတာအမေမှတ်မိလားမှတ်မိပါလေဟိုတားလေးမနေလို့ရှိရင်လေအမူရလွတ်လို့ရှိရင်အမေကဟိုကြံတာအကုန်လုံးပေးမယ်တဲ့အမေပြောတာလေမှတ်မိလားမှတ်မိတယ်အဲ့ဆိုတော့မိမတောင်းပေးဟမ်မိမဟုတ်တယ်လေဂျိုးကြဘူးလားအမေဒီဂျိုးကြကိုတောင်းနေရလားသူ့ကိုကြောက်လို့ပါဆိုမမဘယ်သူတောင်းမရမှာလဲဆရာဝန်မလေးကိုဆရာဝန်မလေးကိုဟုတ်အမလေးရွှေကြိုးပြူရဲ့နင့်လိုကောင်ဟိုလိုဆရာဝန်မကြိုက်ပါမလားမင်းလည်းကြိုက်တာမကြိုက်တာသူ့အလုပ်လေတောင်းပြရမှာအမေလုပ်လေဘာလဲမတောင်းပေးဘူးလားမတောင်းပေးတော့ပြန်ဆိုးလိုက်ပါဆိုးတော့မဆိုးပါနဲ့တောင်းပေးဆိုတောင်းပေးပါမယ်တခုတော့ရှိရဲ့နော်နောက်ကြမှာမျက်နှာပြစ်စရာဖြစ်သွားလို့တော့ငါတောင်းဝင်မဟုတ်ဘူးရတယ်သဘောပေါက်တယ်အဲ့ဒါမင်းနဲ့မဆိုင်ဘူးအဲ့ဒါသားကိစ္စတောင်းပေးရင်ရပြီချင်းတတ်တယ်နေတတ်ပါဘူးဒီမှာဆရာမလေးကိုတောင်းခိုင်းတာတကယ်လားဟုတ်တယ်တကယ်ဘောကွာမင်းကလည်းမင်းမတောင်းခိုင်းတဲ့ကိစ္စငါနောက်မလားဟုတ်အဲ့အရက်ကိုမတောက်တော့ဘူးလားအရက်မတောက်ရုံနဲ့မကဘူးမင်းတို့လိုအရက်သမားတွေနဲ့ပါအပေါင်းအသင်းမလုပ်တော့ဘူးသွားကြတော့ငါလိမ့်ပါပြီငါ့ကိုကြတော့တန်မိုးရှိတဲ့သူဖြစ်အောင်ကြိုးစားတယ်ဟိုကောင်ကိုကြတော့တကယ်လိမ္မာဟုတ်မဟုတ်စောင့်ကြည့်မယ်တဲ့ဒီမိမဘာလဲကွာမွေဟောက်လို့ရှာနာခွန်းနဲ့မိမပေါ့ကွာအဲ့တော့ငါဘာလုပ်ရမှာလဲသူကဘသူ့ကိုရွေးမှာလဲမင်းကသူ့ရွေးတဲ့နေစောင့်အောင်လို့စောင့်ရမှာပေါ့ကွာငါသူ့လိုချင်တာကိုမင်းအဲ့လိုစောင့်နေမှာ तू ကရွှေရိုးပြူရွေးသွားရောဘယ်လိုဟေးအဲ့ဟာလေဟုတ်တာပဲကွာအဲ့တော့ငါဘာလုပ်အောင်လဲပြောဟဲ့ဟာဖေးချင်မင်းဘာမှလုပ်မနေနဲ့အခုဆရာမလေးရဲ့လုပ်ပေါက်ကလေလင်းနဲ့နှစ်ဖက်နင်းထားတာဖေးဟာအဲ့ဒါကိုသွားပြီးတော့ဟိုဘောင်နေလေတဲ့နဲ့ကွာဟိုဆရာမလေးရဲ့လင်းနဲ့နှစ်ဖက်နင်းမယ်ဆိုရင်လေကျွန်တော်ဘက်ကိုပူပူသားသားလေးဖိနင်းလိုက်ပါလို့သွားပြောလဲအလကားလို့ဟဲ့ဟာကိုလိုချင်တာကိုကိုလုံးယူမှရတာနော်
မင်းဆရာမလေးဆုံးဖြတ်တာကိုခံမလားမင်းလှုပ်ချင်တာကိုမင်းလှုပ်မလားမင်းဆုံးဖြတ်လာမင်းစဉ်းစားလိုက်ဖြစ်ဖြစ် ဒီနေ့ကျမှပဲမတိတာကလည်းမရှိဘူးယူနီဆက်ပြုံးမှာသိသွားထုတ်ဖို့တည်းမြို့တက်သွားတာ စိတ်ချမှာဆရာမလေးကျွန်တော်တို့ကိစ္စပြီးတယ်ဆရာမလေးပြန်ပို့ဖို့မဆရာမလေးကျွန်တော်ဥရက်လိုက်ပြဒီညမှာအမောဖောက်လို့ဆရာမလေးအားလဲနာပါတယ်ဗျာ အော်ရပါတယ်လူနာအသက်ကအရေးကြီးပါတယ်သူတို့ရော အော်ကျွန်တော်လူတွေပါအဖော်ခေါ်လာတာဗျာ အော်ဟုတ်ကဲ့ ဟင်ဆရာမလေးဟာဆရာမလေးဟဲ့အောင်ဟင်ဆရာမလေးဘာဖြစ်နေလဲ မေ့နေရလေ မင်းနေတာအေးလေမင်းနေတာမင်းတို့ကဘာလုပ်လိုက်တာတော့ ဟောရိုက်ခဲ့တာဟင်ဘာဖြစ်တာလဲ မင်းတို့ကငါသိသိချာချာမှားထားတယ်လေကွာအဲ့လိုဆရာမလေးကိုနောင်ကျင်မလုပ်ပါနဲ့လို့ ဟောမလုပ်လို့မရဘူးလေကွာမေ့နေပါမမေ့ကိုအော်ဟဲ့ဆိုတရွာလုံးသိကုန်ပါဘောကွာအဲ့ကြောင့်မေ့အောင်လုပ်ထားတာမင်းကလေ လို့ကွာဆရာမလေးဒုက္ခပါပဲအခုအဲ့ဒဏ်ရောဘာလုပ်ထားလဲဟင် ငါတို့ကဆရာအောင်မဟုတ်တာတိုင်းထားထားလေ ဟာဟဲ့အောင်တိတ်လေစိုးရင်မနေပါနဲ့ကွာငါလက်ဆငါသိပါတယ်နေုံတော့ပါပဲ နေုံတော့ပဲတဲ့ ငါလက်စငါသိပါတယ်မင်းတို့ဘလူးကောင်းခေါ်ထားတာတော့ အစီအစဉ်တိုင်းပဲလေကွာအမေခိုင်းနေခိုင်းလုပ်ထားတာ ဆရာမလေးကိုခိတောင်းမှမှာနော်ရတယ်ဟေးစိုက်ကြည့်နေတယ်အလိုက်တိလိုက်ကြတော့ ဟမ်မင်းတို့မရိုင်းလိုက်လားကွာဟင်ငါဆရာမလေးကိုခိုးလာတယ်ဆိုတာအဲ့လိုမဟာရီကတိမ့်ပိုက်ဖို့မဟုတ်ဘူးကွာ အဲ့ဒါဘာဖြစ်လို့ခိုးလာ ကျက်လို့ရောကွာဟိုကောင်းလက်ထဲပါသွားမှာဆိုလို့လက်ဦးရအောင်ခိုးလာတာ ဟောဖေးချစ်မင်းဆရာမလေးကိုချစ်တယ်မလား အေး အဲ့ကြောင့်မင်းချစ်လို့ရအောင်ဆိုပြီးငါတို့ကအလိုက်တီးပေးမယ်လို့ပြောတာဘာလဲကွာဟင် ငါဆရာမလေးကိုချစ်တယ်ဆိုတာအဲ့လိုထိခိုက်နေတာမဟုတ်ဘူးကွာနော်သူငါ့ကိုပြန်ချစ်လာတဲ့အထိငါထိုင်ဆောင်နေမှာ စောင့်နေမှာ အေး စောင့်ဒါမှမိုးလင်းတဲ့ထိတော့မရဘူးနော်မိုးမလင်းငါတို့ရွာကိုပြန်အောင်မှအားလုံးကမရိပ်မိမှာ ဟုတ်တယ်ငါတို့ကမိုးမလင်းရင်ရွာကိုပြန်သွားတော့ဆရာမလေးကိုဘယ်သူကစောင့်ရှောက်မှာတော့ ငါရတဲ့ကောင်လေးစောင့်မှာဗောဟုတ်ရှင်ကလုံလိုက်တရှိရလေ ဒီလိုပါလေကွာဘာဖြစ်လို့ဆရာမလေးကိုဒီတိုင်းစိတ်ချလက်ချထားခဲ့အောင်သူကချက်ကလေးငက်ကလေးမှမဟုတ်တာငါစိတ်မချဘူးငါပဲစောင့် အဲ့ခွေးရှိမင်းစောင့်လို့တော့မရဘူးလေကွာမင်းကလည်းဟိုဆရာမလေးပျောက်သွားဆိုလို့ရှိရင်အဓိကမင်းကိုတန်နေရဖြစ်မှာနော်မင်းစောင့်လို့မရဟုတ်တယ် အဲ့ဆိုလို့လုံးတောင်းမှမလေးဆရာမလေးရောဟင်ဟိုမင်းတို့တုံအောင်လေတယောက်တော့စောင့်မှာကွာ ကဲအဲ့ဒါဆိုလဲငါပဲစောင့်ပေးမယ်ကွာ ဟုတ်ပါလားအိမ်ကြီးပါလူလိုက်လာမင်းကလည်းညတော့ငါအိမ်မက်တွေမကောင်းဘူးကွာဆရာမလေးတခုခုဖြစ်မှာကိုစိတ်ပူပြီးတော့စိတ်ကထင့်နေတာအဲ့ကြောင့်အိမ်ထိလာကြည့်တာလေ မကောင်းလိုက်လားကွာဟဲ့ဟုတ်လေဒါစေးကြီးမဟုတ်လားတော့ရတန်းလိုက်ကျမလေးအနေနဲ့ညိုးရအိမ်တကမာကြီးကတော့အိတ်ခတ်တာမတို့က ဟာဟုတ်တယ်ရောတွေ့လားငါပြောတယ်မလားအင်းတကမာကြီးကိုတော့ခတ်ထားတယ်ဒီမှာတော့တန်းတန်းဖြစ်နေတယ်စိတ်ကလည်းကြနေတယ်ပြထားသရိုးသားရုံမဟုတ်ဘူးငါထင်တဲ့အတိုင်းပဲကွာဆရာမလေးတစ်ခုခုဖြစ်ပြီးထင်တယ်အဲ့ဆိုဘယ်လိုလုပ်ပါလဲဟဲ့အောင်လေဟမ်ငါတော့ဖေရှိကိုမသိငါဘူးကွာဒီကောအိမ်လိုက်ကြည့်မယ် ဟာမင်းပြောတာမှန်နေရောက်ဖေရှိကစိတ်ချရတဲ့မှာမပါဘူးလာတော့မယ်ဟဲ့တော့ဟိုနေဝဲကြောတော့ကွာဒီကောင်မရှိအောင်မှတော့နိုင်ငံခြားအရက်တွေမှာဝဲတောက်တယ်ဆိုတော့ဒီကောင်တိတော်တော်ဒေါသထွက်နေပါလေဝဲကြောမရှိတာကောင်းတယ်နော်ဝဲကြောရှိလို့ရှိရင်ကွာနော်ငက်ကြီးကြပြီးတော့အရက်ကိုရေတောက်တယ်လို့ကိုတောက်မှာတေးကြတော့ဗောတေးကြတော့ဒီကောင်ကဝဲကြောကမြင်းညောင်ဘာသွားလုပ်တာ
哦，都把一起多来说了呗，我没得搞，而且道理呀，差呀。 ဟောင်းပါဒီကောင်နေကြည့်ရတာငါတို့သင်္ကန်းမကင်းဖြစ်နေတဲ့ပုံမှန်ပဲ အဲ့လာကိုကြိုတိတော့အရက်တောက်ချင်အောင်ဆောင်ပြီးတော့ဟန်မပြတ်နေနေတာလေကွာဟုတ်တယ်ကွာဟိုဆီယာမာလေးပျောက်တဲ့ချိန်မှာမင်းမပျောက်သွားလို့ရှင်တရားတော့မင်းကိုသင်္ကာမကင်းပြီဝိုင်းဆုပ်ဆွဲမှာလေအခုတော့ဟန်မပြတ်နေတော့မသင်္ကာတော့မင်းကိုဆွတ်ဆွဲလို့မရတော့ဘူးပေါ့ မင်းတို့ဒီကောင်ကိုရှော့မတွက်နဲ့ကွာဆီယာမလေးပျောက်သွားတာငါလက်ချက်မှန်တနည်းနည်းနဲ့တိကိုတိမှာပဲပြီးတော့ငါဆီယာမလေးကိုစိတ်ပူတယ်ကွာ မင်းအဲ့တော့ကြွကြဲနေတယ်ကွာဆီယာမာလေးကိုပြန်လာလွတ်ပေးလိုက်တော့ ငါလည်းအဲ့လိုလုပ်ရင်ကောင်းမလားလို့စဉ်းစားနေတာကွာ အဲ့တော့မင်းသဘောပဲလေကွာငါတို့ကတော့မင်းနဲ့ဆီယာမာလေးကိုနီးစက်စေချင်တယ်ကိုညီပေးအောင်တက်တက်ပဲ ပြီးတော့ငါဆီယာမလေးကိုအခုလိုလှုပ်ထားတာရင်ထဲမှာမကောင်းဘူးကွာ ရှင်တို့ကျမကိုလှုပ်ပေးတော့ရှင်တို့ဘာလုပ်နေလဲကျမကိုလှုပ်ပေးကြပါကျမတောင်းပါပါကျမကိုလှုပ်ပေးပါလှုပ်ပေးလို့ပြောနေတယ်လေ ဟဲ့မင်းတို့ဆရာမလေးကအရန်អော်လိုက်လား ရှင်တို့ဘာလုပ်လဲလှုပ်ပေးလို့ပြောနေတယ်မလား ဟဲ့ရှမ်းလေးဟေးမင်းဟိုတဲ့တစ်ထောင်မိုးထည့်ဘယ်နှကားရ၄ကားပဲရတယ်ဟွန်းမင်းရလေငါထည့်တဲ့ဆိုင်မှာဆို၅ကားတော့ရတယ်လိုလိုမင်းမရှိတဲ့သူတွေငါ့ကိုစပယ်ထည့်ပေးရောငါထောင်ရမယ်ဟိုနေ့တမျိုး ဝါကျော်ဘာလဲဒါဖေးချက်ခိုင်းတာလား ဟုတ်ပါတယ်ဆရာမဖိချစ်ခိုင်းတာ ကိုဝါကျော်ကျမတောင်းပန်ပါတယ်ကျမကိုပြန်လွတ်ပေးပါကျမအခုပြန်လွတ်ပေးမယ်ဆိုရင်ကျမရှင်တို့ရဲလည်းမတိုင်ဘူးဘာပြဿနာမှလည်းမရှာပါဘူးကျမဂတိပေးပါကျမအခုပြန်လွတ်ပေးပါနော် ဟိုပြန်လွတ်ပြီးလို့တော့မဖြစ်နိုင်ဘူးဆရာမလေး ဘာလို့မဖြစ်နိုင်ရမှာလဲကျမရှင်တို့ဘာမှမလုပ်ဘူးလို့ပြောနေတယ်လေကျမအခုပြန်လွတ်ပေးပါကိုဝါကျော်ကျမတောင်းပန်ပါတယ်နော် လွတ်ပေးလို့တော့မဖြစ်ဘူးဆရာမလေးอ่ะဟိုဘာဖြစ်လို့ဆိုတော့သိချင်ဖိချစ်လာမှလာမေးကြည့်လိုက်ပါတော့နော်ဆရာမလေး ရှင်တို့တော်တော်ရုံမာတာပဲမိမတယောက်ကိုဒီလိုဖမ်းချုပ်ပြီးတိမ့်ပိုက်လို့ရမယ်လို့ရှင်တို့ထင်နေလို့လား အဲ့လိုတော့မပြောပါနဲ့ဆရာမလေးကျွန်တော်တကယ်ကြီးဖိချစ်ကအခုလိုလုပ်တယ်ဆိုတာလေဆရာမလေးကိုစုံရှုံးရမှာကြောက်လို့သူလုံမိလို့ရလုံလိုက်တာပါဆရာမလေး ဒီမှာရှစ်တငယ်ချင်းဖေချစ်ကိုပြောလိုက်ဒီလိုပုံစံနဲ့ကျမခန္ဓာကိုရမယ်ဆိုရင်တော့အကောင်းတော့မရအောင်အလောင်းမရမယ်လို့ရှင်းပြောလိုက်တယ်မှာ ဟုတ်ပါတယ်ဆရာမလေးကျွန်တော်တကယ်ကြီးဖိချစ်ကမကောင်းပါဘူးဒါပေမဲ့ကျွန်တော်တကယ်ကြီးဖိချစ်ကဆရာမလေးပေါ်ချစ်နေတဲ့အချက်ကသူ့လိုမျိုးစိုးသွမ်းညှဉ်းနှွမ်းနေမယ်လို့ဆရာမလေးမထင်လိုက်ပါနဲ့ဗျာဆရာမလေးသတိမေ့နေတဲ့အချိန်မှာကျွန်တော်တို့တငယ်ချင်းတွေကဖေရှိကိုဆရာမလေးမေ့နေတယ်မင်းအခွင့်အရေးယူလိုက်ပါလားလို့ကျွန်တော်တို့ကမြှောက်ပေးတာတော့မှလုံးဝအခွင့်အရေးမယူပဲဆရာမလေးမျက်နှာကိုပဲထိုင်ကြည့်နေကြတာပါ အဲ့ကောင်ယူနေလို့ဖြစ်မှာပေါ့ကွာဟုတ်တယ်မင်းတို့ဘာတက်လို့လာလဲဟောဝါရ တခိုးကျင်နဲ့ငါနောက်ကဘာလိုက်လို့လဲ ဟဲ့ဟာမင်းသားကလေးကကြင်ညာနဲ့ရွာထဲနဲ့ပုံစိုးကွက်ချိုးထွက်သွားတာဟဲ့မင်းတို့အမှန်တိုင်းပြောတယ်ဆီယမ်မာလေးကိုမင်းတို့ဖမ်းလာတာမလား ဘာဆိုင်လို့လဲဘာဆရာမလေးလည်းမသိဘူးငါတို့ဖမ်းလည်းမဖမ်းတာဘူး ဟာဟဲ့ဟာမင်းမျက်နှာကိုကြည့်လိုက်တာနဲ့မင်းလိန်နေဆိုတာငါသိတယ်မင်းငါ့အပေါ်တွေလာပြောနေဟဲ့ဟာဆီယမ်မာလေးဘာမှလည်းမင်းငါ့အော်တာပဲပြော
哎呀，俺们对不了表那人喏。要俺从哪回来？干嘛你跑？对不了俺表那人。嘿行，这哪有这比过？俺都不但被看到的讲的呀，下马六阿拉马进路，下马六穿几多比？朋友，没做到下马那个啥，没不丢走，没碰到他们了呀？你碰到我把路线嘞？没把人来呀？还有呢，到家咱我，没有家子让你们了，下马六多给嘛了，那就下马六多还要多里面喽，让俺都没来去呀。ရှင်တို့ရှင့်မတိုးလာနဲ့နော်ရှင်တို့လက်ထက်မှာကျမဘဝပြတ်မဲ့သားကျမဒီကြောင်နဲ့ခုန်ချလိုက်မှာနော် ကျောင်းထဲခုန်ချပြီတက်တိတွေရန်ကောင်းလေးပါလားထုတ်လိုက်ကျမလေးကျမကဲပါဦးမင်းမကဲမဖြစ်မလဲဘယ်လိုလုပ်မလဲငါစင်းမယ်ဟမ်ငါကိုင်တာဟဲ့တတိထားနော်အေးတတိထားငါကိုင်တာ我想到了，大飞机。不要飞机，你慢点给我出来吧。没修你他，俺出来没飞嘛不哈？没个我们录音，没个俺娘都对我里面。哟，下面你在找看下我里面没拿来了。呀，俺再给我找过，出来着。没那么过，任小雨，没有人俺叫我给没，我做这，我做这。我说小雨，人都没老板呢，什么老板呢？下马六，下马六，这老人吃的，去吧。任小雨，没老板的过，老的，任小雨。任小雨。小马丽，小马丽，飞机，你讲的说这下周刊，没落实呢，别来安排这讲的。快点，讲的。တော့သားလေးရောဆရာမတော့သားလေးရောတော့သားလေးရောတော်လေးရွှေရိုးပြူရေရောပြုတ်ကျသွားပြီတော်လေးကျွန်တော်မကောင်းတာပါဗျာကျွန်တော်တရားကမှကျွန်တော်အပြစ်တွေကြီးပါပဲဗျာဟုတ်ကြီးရေးလာကျွန်တော်ရေးလဲအပ်ပါဗျာကျွန်တော်ဖမ်းပါဗျာ ကိုဖေကျရှင်ကိုရဲလက်အစီအမလို့ပါဘူးရှင်မားခဲ့တဲ့အမားတွေအားလုံးကျမနားလဲခွင့်လွတ်ပါတယ်ဗျာဆရာမလေးကကျွန်တော်ခွင့်လွတ်တယ် ဟုတ်တယ်ရှင်ဟာကို့အမားကိုသိတယ်ကို့အမားပေါ်မှာတာဝန်ယူခြင်းနဲ့စိတ်လည်းရှိတယ်ပြီးတော့ရှင်မယုံပါခဲ့ပါဘူးအဲ့တော့ကျမရှုပ်ခွင့်လွတ်ပါတယ် ဆီယမလေးကကျွန်တော်ကွန်းလွတ်တယ်ဆိုပြီးမယ်ကျွန်တော်အပြစ်တွေကမနေပါဘူးကြာကျွန်တော်ဆီယမလေးကိုအလိုမတူရဲနဲ့အတင်းကိုခဲ့ပြီက
ကျွန်တော်ပန်းကြပါကျွန်တော်ပန်းကြပါဗျာ ကိုဖေချင်းရှင်ကျမကိုအလိုမတူပဲကိုခဲ့တယ်ဆိုတာကျမခေါင်းထဲထုတ်လိုက်ရှင်လည်းအဲ့ကိစ္စအားလုံးခေါင်းထဲထုတ်လိုက်ပါတော့ဒီနေ့ကစပြီလူကောင်းတစ်ယောက်ဖြစ်အောင်ရှင်စူးစမ်းပြီးနေပါတော့နော် စိတ်ချပါဆရာမလေးဆရာမလေးဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်ဖြစ်အောင်ကြိုးစားပြီးနေပါမယ်တော်လေးရွှေကြိုးပြူနဲ့ကျွန်တော်နဲ့ကတလုံးမတည့်ခဲ့တာပါဗျာဒါပေမဲ့ခဏလေးအတွင်းမှာတယောက်နဲ့တယောက်အသက်ပေးပြီးချစ်လောက်တဲ့အထီးရင်းနှီးမှုတွေရခဲ့ပါတယ်ဗျာညီအကိုအရင်ထက်တောင်ပူချစ်တဲ့တငယ်ချင်းတွေဖြစ်ခဲ့ပါတယ်ကျွန်တော်အဲ့လိုတငယ်ချင်းတယောက်ကိုလွယ်လွယ်နဲ့အဆုံးရှုံးမကန့်ပါဘူးတော်လေးကျွန်တော်စိတ်ထဲမှာရွှေကြိုးပြူအသက်ရှင်နေသေးတယ်ဆိုတာယုံကြည်တယ်ကျွန်တော်သူ့မတွေ့ကြွအောင်လိုက်ရှာမယ်တော်လေးသူသေးသည်ဖြစ်စေရှင်သည်ဖြစ်စေတိကျတဲ့အဖြစ်တစ်ခုရမှာပဲကျွန်တော်ရွာအောင်ပြန်လာခဲ့တော့ကျွန်တော်ခွင့်ပြုကြပါဦးဗျာမမိုးပါနဲ့တော့အတော်ရဲ့ရွှေကြိုးပြူပါလွယ်နဲ့တော့လောကတွေကထွက်သွားမှာမဟုတ်ပါသူပြန်လာမယ်ဆိုတာကျမယုံကြည်တယ်အတော်လဲအဲ့ယုံကြည်ရဲ့စိတ်လေးနဲ့ပဲခြေသိမ့်ပြီးနေပါတော့ရဲ့နော်ကျမတို့အားလုံးသူပြန်လာမယ်နေကိုဟောရီရွာလေးကနေဆောင်းနေကြတာပေါ့အတော်ရဲ့နော်ဆရာမကထိန်လှဲ့တာလိုက်ခဲ့ပါလားပျော်စရာကြီးပျော်စရာကြီး မလိုက်တော့ပါဘူးကွယ်ဟုတ်တချင်းကဘောင်းနဲ့ချင်းလေးပါလေဖွင့်ပါလားအခွင့်မရှိလို့လား အခွင့်ရှိပါတယ်ခင်ဗျာအဲ့တချင်းကိုကြားပြီးတော့ရွှေကြိုးပြူတတိယပြီးစိတ်မကောင်းဖြစ်မှာဆိုလို့ပါအော်ဖွင့်စရာရှိတာဖွင့်ပါကွယ်အတော်လဲသားကိုတတိယလို့ဖွင့်ခိုင်းတာပါဟုတ်ကဲ့ကျွန်တော်ဖွင့်ခိုင်းလိုက်ပါမယ် ဟေးဘောင်းနဲ့တချင်းဖွင့်ဟေး